所以在家间教တရားဒေသနာတော်ဒီနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာတော်ကိုအာယုပြုပါစီကျုပ်ွယ်ဆိုအပ်သောဝန္ဒနာကနာမအာတိတကထာကိုယဆုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပသောတိဟိပိယတမေယံကာလံကရောသောတိတုကလာတိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဘုရားသည်ကပ္ပဂေါတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရည်တဲ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအပိခြေစိတ်တွေကိုအရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလောကအတိတောကေနာမျိုးစားတဲ့ခြင်းနဲ့အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွေရင်းဤဟုကျတိထဝေ50အစုအလုံးခဲရင်တော်မူလို့ကုန်ကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကျုပ်ကုတ်အားထုတ်တော်မူရသည်ဖြစ်ပြီးခေရလက်ချီမျက်လုံးအသက်ဆုံးလည်းနှလုံးစေဝံကိုရောဤပြမင်းခြင်းတို့ကတောဘဝတဏ္ဍဒိဋ္ဌာများစွာရောက်တော်မူခဲ့ရရှာလိမ့်မဟာကရုဏီကတတ္တဝါများယဝေတာကဲ့သို့သနာချင်းကင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဘုံပေါင်းခါသည်နာထမြညာတို့ရှင်တော်မြတ်ဘုရားအားဓမ္မယသိကြောင်းပြောင်းမှန်လျောဖြင့်ကရောယောကျိုးရှိခိုးခြင်းသည်အတုဝေဒုစင်စစ်အတွေ့ဖြစ်ပါစေတည်းစိုးရိမ်စိတ်ကိုဖယ်ရှားခြင်းလူဘဝရလာတဲ့ပုဂ္ဂိုလ်တိုင်းမှာဆင်းရဲဒုက္ခနဲ့ကျုံတော့တဲ့အနေအထားသို့မဟုတ်ဆင်းရဲဒုက္ခနဲ့ကျုံလာတဲ့အခါမျိုးမှာထိတ်လန့်တုန်လှုပ်ပြီးတော့စိုးရိမ်စိတ်တွေဖြစ်ပေါ်လာတတ်တယ်။အဲဒီထိတ်လန့်တုန်လှုပ်ပြီးတော့စိုးရိမ်စိတ်တွေဖြစ်ပေါ်လာလို့ရှိရင်ဘယ်လိုထွက်ပေါက်ရှာမြတ်စွာဘုရားရဲ့တရားတော်တွေကိုနာကြရတယ်ဆိုတာဘဝမှာကြုံရမယ့်ပြဿနာတွေအဖြေရှာဖို့တရားနာကြသက်ရှိတ attva တိုင်းမလွယ်မကင်းတာပြဿနာဆိုတာကျုံလာကြည့်ပဲလူဘဝမှာဆိုလို့ရှိရင်ပြဿနာခဏခဏကြုံနေလူတွေရဲ့တတန်းရှိပြီးတော့ပြဿနာနေတဲ့နတ်ပြည်တို့အဗဒမတတန်းရှိတဲ့ဓမ္မပြည်တို့ရောက်နေကြတဲ့တ attva တွေအားလည်းပဲနောက်ဆုံးမှာတော့စိုးရိမ်စိတ်ဆိုတာသူတို့မှလည်းပေါ်လာတတ်တယ်အဲ့ဒါလို့စိုးရိမ်စိတ်ပေါ်လာတဲ့အခါဘာနဲ့ဖြေရောက်မလဲရှင်ကြီးကိုသိဖို့အမှန်တမ်းအရေးကြီးတယ်လောကဟာအမြဲတမ်းအဆင်ပြေနေတာမဟုတ်ဘူးဘဝတစ်ခုရလာတဲ့ပုဂ္ဂိုလ်တိုင်းဟာအစမပြေတဲ့အခါနဲ့ကျုံလာလို့ရှိရင်ဘယ်လိုရင်ဆိုင်မလဲဆိုတာသက်သဗျာဟောကြားခဲ့တဲ့တရားတော်တွေထဲမှာကျွတ်တင်ပြင်ဆင်ရမယ့်ဒီစနစ်တွေတော့ဘုရင်ဆိုင်တွေ့ကြုံလာတဲ့အခါဖြည့်ရှင်းနိုင်တဲ့ဒီစနစ်တွေဒါတွေကိုပေးကြဒီလိုအသူကြီးတွေတန်းကြီးတွေလုပ်တယ်အာရွယ်ချက်နဲ့လုပ်တယ်လေလို့မေးလို့ရှိရင်ဣရမေပုံညာနိဗ္ဗာန်တပစ္စယောဟောတုနိဗ္ဗာန်ရခြင်းလို့လုပ်တာပဲ
ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တိုင်းသွားပြီးဘုရားဘာသာလေးဘာကြီးရချက်နဲ့လုပ်တာတော့ဆိုရင်နိဗ္ဗာန်ရချင်ဒါဖြင့်နိဗ္ဗာန်ကိုဘာလို့ရချင်တာလဲလို့မေးလို့ရှိရင်ခုပြောတဲ့စိုးရိမ်စိတ်တွေလွတ်မြောက်ချင်နိဗ္ဗာန်ရောက်သွားပြီဆိုရင်စိုးရိမ်စိတ်တွေဖြစ်စရာအကြောင်းမရှိတော့ဘူးဒါကြောင့်ဘဝနဲ့ပတ်သက်ပြီးတော့အလေးနဲ့ထားပြီးတော့စဉ်းစားတဲ့ဘဝရလာတဲ့အခါမှာဘယ်သူမှအမှတ်တမဲ့မနေနိုင်ဘူးဘဝကိုဖြတ်သန်းလာတဲ့အခါမှာရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာခြေမကိုင်ပြီးလက်မကိုင်ပြီးလူတွေဟာဒုက္ခပိုပြီးတော့ရောက်တတ်ကြတယ်အဲဒါကြောင့်မို့လို့စိတ်နှလုံးအေးချမ်းစွာနေနိုင်တဲ့ဒီစနစ်ဘဝမှာနေထိုင်နေတဲ့အချိန်မှာလည်းစိတ်နှလုံးအေးချမ်းစွာနေထိုင်နိုင်တဲ့ဆင်းရဲဒုက္ခတွေနဲ့ကြုံတဲ့အခါတော့မလို့ကြုံတော့မလို့အခြေအနေမျိုးဖြစ်လာတဲ့အခါမှာလည်းစိတ်နှလုံးအေးချမ်းစွာနေထိုင်နိုင်တယ်ဆိုတဲ့အနေထားတစ်ခုကိုရရှိအောင်ဆွမ်းဆောင်နိုင်တာဘုရားမြတ်စွာရဲ့တရားတော်မှာတစ်ပါးချမ်းရှိအဲ့ဒီတရားတော်မှာလည်းလိုက်နာကျင့်သုံးမှဒီတရားတော်မှာမိမိရဲ့တဏ္ဍာမှာရောက်မယ်ဒါကြောင့်မို့ဒီစနစ်တွေကိုသိဖို့ရတဲ့တရားပွဲတွေကျင့်ပပြီးတော့တရားနာကြရတာဖြစ်တယ်အဲလိုတရားနာပြီးတော့တရားမှလာတဲ့အတိုင်းကိုယ့်ကိုလေ့ကျင့်လို့ဆင်းရဲကနေကလွတ်မြောက်စိုးရိမ်စိတ်တွေကိုဖြစ်သိနိုင်ပြီးတော့လောကကြီးမှာအေးချမ်းတဲ့အနေအထားမျိုးတစ်ခုအရရှိနေနိုင်ငံတကာမှာတိုးတက်တဲ့ဆိုတဲ့နိုင်ငံသားတွေစိတ်ကြည်စည်းမှုလို့ခေါ်တယ် stress ဆိုတာစိတ်ကြည်စည်းမှုတန်းတွေကိုခံကြရတယ်အဲ့ဒီစိတ်ကြည်စည်းမှုဆိုတဲ့တန်းတွေဟာစိုးရိမ်စိတ်တွေပဲအဲ့ဒီစိုးရိမ်စိတ်တွေကိုခံရတဲ့အခါမှာလူတွေဟာထွက်ပေါက်ရှာမရတဲ့အတွက်ကြောင့်ဘုရားတရားတော်နဲ့အနှောင်းဝေးနေတဲ့လူတွေဟာဘာလို့ကြလဲလို့ဆိုရင်ထွက်ပေါက်ရှာတဲ့အနေနဲ့နောက်ဆုံးရွေးချယ်တဲ့လမ်းကတော့ကိုယ့်ကိုယ်ကိုစူးစိုက်လုပ်ကြတာအဲ့လိုမျိုးတွေကသတင်းစာတွေနဲ့မဂ္ဂဇင်းတွေနဲ့တွေ့ကြမှာပေါ့စီးပွားရှာတဲ့နေရာမှာလည်းစီးပွားရေးပဲလူမှုရေးနဲ့ပတ်သက်လာလို့ရှိရင်လည်းလူမှုရေးကိုနိုင်ငံရေးနဲ့ပတ်သက်လာလို့ရှိရင်လည်းနိုင်ငံရေးကိုလူတွေမှာစိတ်ကြည်စည်းမှုဓာတ်နေဆိုတာခံကြရတယ်ဟောအဲ့ဒီစိတ်ကြည်စည်းမှုဓာတ်ခံရပြီဆိုတဲ့အခါခြေမကိုင်ပြီးလက်မကိုင်ပြီးဒီလိုဖြစ်တတ်တယ်တဲ့အဲ့လိုမဖြစ်ရလေအောင်တို့တွေဘာလုပ်တဲ့တယ်ဒါဟာမြတ်စွာဘုရားဟောကြားထားတဲ့ဤစနစ်တွေကဤစနစ်တစ်ခုတို့တွေဖြစ်လို့ဆောင်ကြဖြစ်တယ်ဒီလိုဆိုရင်စိတ်တွေစိတ်ဖြစ်ပြီးမှုတွေဟာလူသားတွေခံရတာလားလို့ဆိုမဟုတ်ဘူးသက်ရှိတတ်တော်ရတယ်တနေ့မဟုတ်တနေ့ကြုံတွေ့လာအဲ့ဒီကြုံတွေ့လာတဲ့ခံရတဲ့အခါဒီနေ့ကလည်းအမှတ်တမဲ့မနေရင်တော့သိမှာမဟုတ်ဘူးအမှတ်တမဲ့မနေဘူးဆိုလို့ရှိရင်ကိုယ်အလက်မကြုံလာတာရှိတဲ့စိတ်သိရှိမှုခံရတဲ့ပုဂ္ဂိုလ်တွေအကြောင်းတွေအများအားကြားနေကြမှာပဲအေးမြတ်စွာဘုရားလက်ထက်ကအမှန်တန်ချမ်းသာလာပါတယ်လူချမ်းသာနဲ့နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကဘယ်လောက်ထိအောင်နှိုင်းယှဉ်ပြထားတယ်ဆိုလူချမ်းသာနဲ့လက်ချမ်းသာလောက်ကွာလဲလို့ဆိုလူချမ်းသာဟာပင်လယ်ထဲကရေတစ်စက်လောက်ပဲရှိတယ်။လက်ချမ်းသာကပင်လယ်ကြီးလောက်ရှိတယ်။ဒါအလွန်ကွာခြားတာပေါ့။အဲ့တော့အလွန်ကွာခြားတဲ့လက်ချမ်းသာကိုခံစားနေရတဲ့နတ်တွေမှာလည်းပဲဒီစိုးရိမ်စိတ်ဆိုတာမရှိဘူးလားလို့ရှိတယ်။သူတို့မှာစိုးရိမ်စိတ်ကတခါတည်းလူတွေတဲ့တောင်ပိုခေါင်းပိုလေလူတွေကမှဆင်းရဲတာဆင်းရဲတဲ့လက်ချမ်းသာတဲ့လက်ဆိုတော့လူတွေမှာကဘာဖြစ်လဲလဲဆိုရင်အလေးအကျင့်တစ်မျိုးရတတ်တယ်မှာအဲ့လိုအလေးအကျင့်မရဘူးဒါကြောင့်မို့လူနဲ့နတ်တွေကချမ်းသာဒုက္ခအလွန်များတဲ့အတွက်ကြောင့်တတိမေ့လွယ်တယ်တဲ့လူတွေကြတော့ဒုက္ခတလည်းချမ်းဒုက္ခတလည်းဆင်းရဲတလည်းချမ်းသာတလည်းကြုံရတဲ့အတွက်ကြောင့်လူတွေကအတွေ့အကြုံအမျိုးမျိုးရတ
တိပို့ပြီးတော့ခိုင်မာလာတယ်လို့ဒီလိုဆိုတဲ့စာတော်ရှိတယ်။မြတ်စွာဘုရားလက်ထက်တုန်းကတာဝရိကနတ်ပြည်မှာသူ့ကြပါလို့ခေါ်တဲ့နတ်သားတယောက်နောက်ဘဝမှာသူကအမတမအစဉ်ကြီးတဲ့ဘုံမိတ်ပါကြီးနဲ့သူ့မှာခြံရံပေးတတ်တဲ့1000လောက်ရှိတယ်။နတ်ပြည်ခြံရံ1000နဲ့နတ်ပြည်ဆိုတာလူပြည်မှာလို့လုံးစရာကိစ္စတွေသိရှိတာမဟုတ်ဘူး။မရှိဆန္ဒဒုက္ခခံစားပြီးတော့နေကြတယ်။ဘာဖြစ်လို့နတ်ပြည်မှာလုံးစရာမရှိတာလဲဆိုရင်နတ်ပြည်ဟာကမ္မလူပစီရဲ့ကံရဲ့အကျိုးကိုသာပြီးပြီးတော့တမွေးကြတယ်။ကံကုန်ရင်ဘာမှလုပ်လို့မရဘူး။ကံရှိနေတဲ့ပြီးတော့တတ်ပြီးမှချမ်းသာနေမှာ။ကံကုန်ပြီဆိုလို့ရှိရင်နတ်ပြည်ကကျိုးစားအထောက်ပြီးရှောင်တိန်လို့ရနိုင်တဲ့အနေအထားမျိုးမရှိဘူး။လူပြည်မှာကကံရဲ့အကျိုးတစ်ခုတည်းနဲ့မဟုတ်ဘူး။ဉာဏ်ဝိရိယတွေရဲ့ပံ့ပိုးမှုတွေနဲ့တွားလို့ရတယ်။ဒေါလအကျိုးဆိုတာခံစားရတယ်အသိဉာဏ်ရဲ့အကျိုးဆိုတာခံစားရကံကိုလည်းပဲအထောက်အကူပြုပြီးတော့လူပြည်မှာကံတွေကိုထပ်ဖို့ပြီးပြီးတော့ဒေါလဝိရိယဆွမ်းအားဉာဏ်ဆွမ်းအားနဲ့လူပြည်မှာလုပ်လို့ရတဲ့အနေအထားရှိတယ်။ဒီနတ်ပြည်မှာအဲ့ဒီလိုအနေအထားရှိတယ်။နတ်ပြည်ကကမ္မပရိပတ်ဆိုပြီးကံရဲ့အကျိုးကိုမြည်ပြီးတော့တည်ဝဲရတယ်။လူတွေကြတော့ဥဋ္ဌာဏပရိပတ်ဆိုပြီးလောကဝိရိယရှိမှလူဆိုတာစားရတယ်။ကံမြော်ပြီးထိုင်းနေလို့ဘာမှရတာမဟုတ်ဘူး။ဒါကြောင့်မို့လို့လူ့ဘဝမှာကြိုးစားကြတာ။ကြိုးစားလို့ဆွမ်းအားတော့မလို့ဒီပြီးတော့လူ့ဘဝမှာချမ်းသာမှုဆင်းရဲမှုဆိုတာလား။အဲ့ဒီလိုဘဝအခြေအနေချင်းမတူကြဘူး။ကံကုန်မြင်ပြီးတော့အသက်မွေးရတဲ့နတ်ပြည်မှာအဲ့ဒီသူ့ပြန်မှာဆိုတဲ့နတ်သားကံအကျိုးပေးပြီးတော့အမတမခပ်ပတ်တဲ့ဘုံမိမ့်မှကြီးမှာသူစံစားတယ်သူ့မှာတတိချမ်း1000နဲ့ချမ်းသာဒုက္ခအမျိုးမျိုးကိုစိတ်ရှိတယ်လို့ခံစားပြီးတော့နေတယ်တနေ့ကျတော့အမတသာယာလှပတဲ့နန္ဒဝဥယျာဉ်ကြီးနန္ဒဝဥယျာဉ်ကလောက်လာတယ်ဆိုတာလူကြီးလူလောကဥယျာဉ်တွေနဲ့နှိုင်းယှဉ်ကြလို့ရမှထင်ဘလောက်လှပတယ်ဆိုတာကိုပြောရမယ်ဆိုလို့ရှိရင်သေအပ်မှုဖြစ်လို့စိတ်ညစ်နေတဲ့နတ်သားနတ်သမီးကိုအဲ့ဒီဥယျာဉ်နဲ့ပို့လိုက်လို့ရှိရင်သေရမှာကိုမေးပြောက်ပြီးတော့စိတ်ကပျော်သွားတယ်အဲ့လောက်ထိအောင်ဆက်ဆောင်မှုကောင်းတယ်လို့ဘလောက်ကောင်းတယ်ဆိုတာဒါဆက်သားနေကြည့်ပါနော်လောကမှာဆွေးရင်စိတ်ဖြစ်ဆိုတာလူတွေဟာနောက်ဆုံးသိရမယ်ဆိုတဲ့အနေအထားဆွေးရင်စိတ်ဖြစ်စရာအကောင်းဆုံးပဲပေါ့ဒီလိုမှလည်းအဲ့ဒီလိုဖြစ်ကြနန္ဒဝဥယျာဉ်ကြီးကအမတန်လှပဖြစ်တယ်လို့တရားမှုပုဗ္ဗနမိတ်တွေထင်လာအဲ့ဒီလိုပုဗ္ဗနမိတ်တွေထင်လာတယ်စင်သားတဲ့ပန်းတွေညှိုးလာတယ်ဝတ်ထားတဲ့အဝတ်တွေနွမ်းလာတယ်ခန္ဓာကိုယ်ပေါ်မှာရုပ်ရည်အစင်းလေးယူရဲလာတယ်ဇာတာကချိုးယူလာတယ်ဆိုတဲ့သုတိကံဒီအခြေအနေမှာဖြစ်ပေါ်လာတဲ့အနေအထားတွေအဲ့ဒါတွေပေါ်လာတဲ့အချိန်မှာနတ်တွေကတောကရောက်ဆုံးချိန်တယ်အဲ့ဒီချိန်ဆိုရင်စိတ်ကြီးပြည့်စုံတော့ချိန်ဘာဖြစ်လို့ဆိုရရတာလဲဆိုတော့ပြောစရာကောင်းတဲ့ဘဝကြီးကိုတို့တွေဆုံးခါသွားတော့မှာပဲလူတွေကြတော့အဲ့ဒီဘဝပေါ်နတ်တွေတွေ့တာတော့ဖြစ်ဘူးတချို့ဆိုလို့ရှိရင်ဟုတ်လားလူဘဝမှာမနေရင်လို့စူးစိုက်လုပ်တဲ့လူတွေတောင်ရှိသေးတာစိတ်ဖောက်ပြန်သွားရင်တော့လူတွေမှာနတ်တွေကြတော့အဲ့လိုမဟုတ်ဘူးအလုံးပြောစရာကောင်းတဲ့ဘဝကြီးတစ်ခုကိုဆုံးမပြီးသွားရတာသူတို့လုံးဆိုရင်အဲ့ဒီအချိန်မှာနန္ဒဝဥယျာဉ်နဲ့ဆွဲပို့လိုက်လို့ရှိရင်ဒီနတ်သားနတ်သမီးတရားမှတော့မေ့သွားနိုင်တော့ဆက်ဆောင်မှုအကောင်းတဲ့ဥယျာဉ်လို့အခုဒီမှာနတ်သားဟာလည်း
ပဂတိအနေထားနဲ့စိတ်ရဲ့ပျော်ရွှင်မှုတွေကိုလိုလားလို့နန္တော်ဥယျာဉ်နဲ့ရောက်တရားမင်းကြီးထိုင်လေးရှိတဲ့ပင်လကတဲ့ပင်အောက်အဲ့ဒီပင်လကတဲ့ပင်အောက်မှာတရားမင်းကြီးကတော့ပဏိတောလကျောင်းရှာဆိုတာထိုင်နေဒီမှာလည်းအဲ့ဒီမှာထိုင်နေတာဒီမှာလည်းရှိလာပင်လကတဲ့ပင်အောက်မှာထိုင်နေရဲ့နတ်သမီး900ကသူ့ကိုခြံရံပြီးတော့ဘုနတ်သမီး900ကတစ်ပင်ပေါ်တက်တယ်ပွင့်နေတဲ့ပန်းတွေကိုခူးရတယ်အဲ့ဒီအချိန်မှာစဉ်းစားကြည့်ပေါ့နတ်ကဘလို့တစ်ပင်တက်တယ်သူတို့မှာကံအကျိုးကအမြဲတမ်းကြီးမားတယ်ကမ္မစိတ်ကြီးလို့ခေါ်သူတို့လိုချင်လို့လက်လှမ်းလိုက်လို့ရှိရင်တစ်ပင်ကပန်းပွင့်လေးတွေကသူတို့လက်ထဲမှာအလိုလိုကြည့်ကြတာတော့လှမ်းပြီးတော့ခုကျင်တဲ့စိတ်ကလေးပေါ်လိုက်တာနဲ့တစ်ကိုင်းကရွတ်ကိုင်းပြီးတော့ပြေးရဒါသူတို့ရဲ့ကံဆောင်အဲ့လောက်ကြီးအောင်ကံလာလည်းကောင်းတယ်ဒီလိုကံကောင်းပြီးတော့အောက်ကနေပြီးတော့ပန်းပွင့်လေးတွေအလွယ်ကူရနိုင်တယ်နဲ့ဘာလို့လဲတစ်ပင်ပေါ်တက်ပြီးပန်းခုလည်းလူဘဝလူတွေဟာတစ်ပင်ပေါ်တက်ရတာတမျိုးပြောစရာဖြစ်တယ်သူတို့ကလည်းအလွယ်ကူရတာဘယ်လိုကြောင့်တစ်ပင်ပေါ်တက်ပြီးတော့ခူးရတာပျော်လို့တက်ခူးတာလေဒါလို့ဆိုတာအပျော်လို့တက်ခူးပြီးတော့အပေါ်နေပန်းပွင့်လေးတွေချပေးအောက်ကနတ်သမီး900ကအပေါ်ကနေဖြူပြီးတော့ချတဲ့ပန်းပွင့်လေးတွေကိုပန်းလုံးဖြစ်အောင်ကောအဲ့လိုစိတ်ထဲမှာပြောသလိုနေကြတဲ့အချိန်လေးမှာကံကောင်းကြောင်းလာလက်တွေဆိုတာသူတို့မှလည်းဥပ္ပစေတကကံဆိုတာရှိတယ်လူကြီးကလူတွေမှသာဥပ္ပစေတကကံဆိုတာရှိတာမဟုတ်ဘူးနတ်ရဲ့ကုသိုလ်ကံကိုဖြတ်ပြီးတော့ဝင်လာတဲ့အကုသိုလ်ကံတစ်ခုကြောင့်တတ္တမရှိဘူးတစ်ပင်ပေါ်မှာတက်ပြီးတော့ပန်းခုနေတဲ့နတ်သမီး900ဟာစွတ်တည်ကြပြီးတော့ဘယ်ရောက်သွားလို့ဆိုအဝိဇ္ဇငရဲရောက်သွားတယ်ဟောငရဲချစေနိုင်တဲ့အကုသိုလ်ကံကဖြတ်ဝင်ပြီးတော့နတ်ပြည်ပို့ထားတဲ့ကုသိုလ်ကံရဲ့အရှိအောင်တွေကိုဖြတ်တောက်လိုက်ပြီးတော့ဝိဇ္ဇငရဲတရားပို့ပြလိုက်တယ်ကံကြမ္မာဆိုတာအလွန်ထူးဆန်းတယ်အကြောင်းရင်းလို့ဖြစ်တာလေးဆိုရင်ကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်ပဲဖြစ်ဖြစ်မိမိတို့ရဲ့စိတ်အစဉ်မှာဘဝတန်မြာကနေပြီးတော့ဒီတန်ကြမ္မာတွေဟာလူရဲ့စိတ်အစဉ်ထဲမှာကိန်းပြီးတော့လာဒီတချို့ကပြောကြလိုက်တယ်ကံဆိုတာစေရနာဆိုတာတခဏလေးအတွင်းအနိစ္စသဘောတရားဖြစ်ပြီးပြတ်သွားတာလေဘာဖြစ်လို့တဘွားကတဘွားကိုလိုက်လာနိုင်တယ်လဲဆိုဟုတ်တယ်အကောင်းကြီးပေါ်ပြီးတော့စေရနာဆိုဖြစ်လာပြီးပြတ်သွားတယ်မှန်တယ်သို့တော့ဖြစ်သွားမယ်ဆိုတဲ့နေရာမှာကမ္မတတိလို့ခေါ်တဲ့စွမ်းရည်တတိအကျိုးထုတ်လို့နိုင်တဲ့စွမ်းအားတွေကပြတ်သွားဘူးအဲ့ဒီတတိဆိုတာကံရဲ့တတိလူရဲ့စိတ်အစဉ်နဲ့ရှိဘယ်လိုရှိရတော့ဘယ်လိုနားလည်ရတာတော့စဉ်းစားကြည့်လေလူပါရောက်လာတဲ့အခါဘယ်တရားချင်းကလေးကကြောင်းနေကြဘုရားရပညာနဲ့ဘုရားရပညာပြီးတာလည်းအလေရန်ပြီးချက်ပြီးတက်ကလေးပညာအဲ့တော့ဘုရားရတင်လာတဲ့ပညာရမေ့သွားပြီလေစွန့်တတ်တဲ့တွေကUniversity တက္ကသိုလ်တက်နိုင်တဲ့အနေအထားကြီးပို့ပြီးလားအကြိမ်ကြိမ်ဘုရားကလည်းချက်တမ်းမသိကြဘူးဆိုရင်အဲ့ဒီသားငယ်နဲ့ဆန်းစွာနေရတာမရအဲ့တော့ဆွမ်းတတိဆိုတာကျန်တယ်ဆိုတော့ဆွမ်းတတိဆိုတာဖြစ်ပေါ်နေတဲ့အရာတစ်ခုမဟုတ်ဘူးအဲ့ဒါကြောင့်အနုတ္တယတတိလို့ခေါ်တာအနုတ္တယဆိုတာခုခေတ်ကိုပြောလို့ဆိုရင်positive တဲ့ဘောဖြစ်ပေါ်လာတဲ့သဘောမဟုတ်ဘူးဖြစ်နေတဲ့သဘောမဟုတ်ဘူး
ကြောင်းမြင်ခြင်းလို့ရှိရင်ဖြစ်လာနိုင်တဲ့စွမ်းရည်တတ္တိရှိနေတဲ့အနေအထားတစ်ခုဟာအနုတ္တယအနုတ္တယဆိုတဲ့ကိန်းနေတဲ့အရာတစ်ခုပါအကြောင်းတစ်ခုနဲ့ပေါင်းစုံပြီးဖြစ်ပေါ်လာတဲ့အနေအထားမျိုးဆိုတော့မိဖြစ်တယ်ကဲ့မိဖြစ်လေချီကဲ့မိဖြစ်တယ်မှာမိရှိသလားလို့မေးရှိသို့တော့မိဖြစ်နိုင်တဲ့အနေအထားရှိသလားလို့ရှိတယ်မိတော့မရှိဘူးသို့တော့မိဖြစ်နိုင်တဲ့အနေအထားရှိကဲ့မိဖြစ်တာမိဖြစ်နိုင်တဲ့အနေအထားရှိတာလမ်းဘေးကထုတ်ချောင်းတစ်ခုခဲတစ်ခုမှာမိဖြစ်နိုင်တဲ့အနေအထားရှိဘူးကဲ့မိဖြစ်မှာမိဖြစ်နိုင်တဲ့အနေအထားရှိလို့နောက်ထပ်အကြောင်းတစ်ခုထပ်ပေါင်းမယ်ဆိုလို့ရှိရင်မိတော့လေရတာအဲ့ဒီလိုအနေအထားမျိုးဖြစ်နိုင်တဲ့အနေအထားလေးတစ်ခုတတ္တိပြီးရှိနေတာပဲဒါအနုတ္တယတ္တကိုခေါ်တာပဲအဲ့ဒီလိုအနေနဲ့ဖြစ်တာမိဖြစ်တာပြီးတဲ့နောက်မိတော့ကလေးကငြိမ်းသွားတာဖြစ်ပြီးပြတ်သွားတာဒါအိဋ္ဌဘောဖြစ်ပြီးဘဝကဖြစ်တယ်လို့မဆိုရသေးတဲ့အနေအထားဒါကြောင့်မလို့အနုတ္တယတ္တအနေနဲ့တတ္တဝါတွေမှာဒီလိုကရှိပြီးတော့နေတာအဲ့တော့ကံဟာဘုရားရဲ့တဏ္ဍာပဲဖြစ်ဖြစ်ကံကြမ္မာဆိုတာစွမ်းရည်တတ္တိအနေနဲ့ရှိနေတယ်ဒါကြောင့်မလို့ဒီနတ်သမီး900ရဲ့ကုသိုလ်ကံကိုဖြတ်တောက်ပြနိုင်လောက်အောင်စွမ်းအားတတ္တိမြင့်တဲ့အကုသိုလ်ကံကသူတို့ရဲ့ဘဝတတ္တမရှိဖြေချလိုက်တယ်ဖြေချရုံနဲ့မကဘူးဒီကံရဲ့အကျိုးဆက်ကိုဖြတ်တောက်လိုက်ပြီးတော့အလုံးကိုဘဝစဉ်ငရဲမှာကောင်းပြီးဖြစ်ပေါ်စေတတ်တယ်ဒီကမှာပို့တာမဟုတ်ဘူးကိုလုပ်ခဲ့တဲ့ကံကြောင့်ဖြစ်တယ်အဲ့ဒီလိုဖြစ်သွားတဲ့အခါအောက်ကနေနေတဲ့သူပြမနတ်သားသူတို့ကပန်းကူရင်ကလည်းတချင်းဆိုသေးတာပေါ့အပေါ်ကနေပန်းလေးကူတချင်းလေးတွေဆိုလို့ပန်းပွက်လေးတွေချပေးနေတာတက်တက်ပျော်လို့လုပ်ကြတာပါအဲ့ဒီချိန်မှာအပေါ်ကအတန်နဲ့တိတ်သွားတယ်ပန်းနေနဲ့ကြာလာဘူးဆိုဘာဖြစ်ကြတယ်လဲလို့ကြည့်လိုက်တဲ့အခါနတ်သမီး900ရှိတော့နတ်ဆိုတာလူနဲ့တူလူကြတော့သေသွားရင်အလားပေါင်းကြီးကျန်းနေတာနတ်ကြတော့မိတော့ကလေးငြိမ်းသွားတယ်လို့ပဲဟုတ်ကနေပြောက်သွားတာရှိဒါမို့နတ်ပြည်မှာမသာအတုဝါချာရှိမှမရှိဘာဖြစ်လို့အဲ့ဒီလိုမရှိတာလဲသူရဲ့ရုပ်ခန္ဓာကိုယ်ကကံဖန်ဆင်းထားတဲ့ခန္ဓာကိုယ်ဆိုသူရဲ့ရုပ်ဘာသာသိမွေးတဲ့ရုပ်မရှိလူပြည်မှာတော့ရုပ်ချမ်းနေတာရှိတာကံကြောင့်လည်းမဟုတ်ဘူးဥပ္ပကြောင့်ဖြစ်တာလည်းရှိတယ်အာဟာရကြောင့်ဖြစ်တာလည်းရှိတယ်စိတ်ကြောင့်ဖြစ်တာလည်းရှိတယ်ဆိုတော့ဒါမှလို့ပြောရမလားဒီဆုံးသွားပြီးတဲ့နောက်မှာဆိုရင်ဥဒုစယုတ်ကလကိုနဲ့နော်ရှင်းတော့ရေးလေးရှိကြတယ်ဥဒုစယုတ်ကြီးကကြံ့ရဲ့ပေါ့နတ်ပြည်မှာတော့အဲ့လိုဥဒုစယုတ်ဆိုတာမကြံ့ရဲ့ဘူးတခါလဲကံစားယုတ်ချုပ်တာနဲ့ပါတော့ဒါကြောင့်မို့နတ်တိတိပေါ်ကနတ်သမီးတွေတချင်းသာတဲ့ပတ်ပွင့်နေလဲရောက်မလာဘူးသူ့ပြန်ပါနတ်သားကစဉ်းစားကြည့်လိုက်တယ်ကြောက်မဲ့ပွေလာဖြစ်ဆိုသူမြင်ရတာအဲ့နတ်သမီး900ဥပိ္ပစေကကံနဲ့ဖြစ်ပေါ်နေတဲ့အကျိုးပေးနေတဲ့ကုသိုလ်ကံရဲ့အကျိုးကိုဖြတ်တောက်ပြီးတော့အဝိဇ္ဇငရဲခံရတာတော့မြင်လိုက်တယ်အဲ့ဒီလိုဒီလိုဒုက္ခတစ်ခုကြုံလာတဲ့အခါသူ့စိုးရိမ်စိတ်ဟာဘာနဲ့ဖြစ်ပေါ်လာလဲအဲ့ဒီနတ်သမီးတွေစိုးရိမ်စိတ်ကြီးဖြစ်ဖြစ်ပေါ်ဒါရင်းနာလို့ဆိုတော့သူနဲ့အတူတကွကျန်တဲ့နတ်သမီး900ရဲ့ကံကြမ္မာကိုကြည့်လိုက်တဲ့အခါမှာလည်းသူတို့ရဲ့တတ္တ9ရက်တာကျန်တော့တယ်အဲ့ဒီ9ရက်ရှိတဲ့အခါသူတို့လည်းအဲ့ဒီလမ်းတိုင်းလဲမှာဆိုတာသူမြင်လိုက်ကဲအဲ့ဒီချိန်မှာစဉ်းစားတာကြည့်သူများအတွက်ပူလာတဲ့ကိုယ့်အတွက်ပူလို့ဆယ်သားတော့မကတားမယ်
ဆက်သားတော့မကတာလေခုနသိဆုံးပြီးတော့ဘဝရှိငယ်ကြသွားတဲ့နတ်သမီးတွေအတွက်သူ့ဘာတော့ကဆိုရင်စိတ်တယ်သူကိုယ်တိုင်အဲ့ဒီဖြစ်ဆိုးနဲ့ကြွားတော့မှဇက်ပိုင်းကလိုတော့တယ်ဆိုရင်ဒီအသိစိတ်တွေနားလိုက်ဒီလိုနဲ့သိလိုက်သူဟာအလွန်တုံ့လို့၆ချားသွားတယ်ထိတ်လန့်တုံ့လို့သွားထိတ်လန့်တုံ့လို့သွားတာအဲ့ဒီချိန်မှာစဉ်းစားကြည့်တော့ဘုန်းကြီးတို့တွေကိုယ့်ကိုခံစားကြည့်အဲ့ဒီလိုပြင်းထန်တဲ့ကြုံတွေ့ရမယ့်အနေအထားတစ်ခုကိုကြုံရင်ဒုစိတ်အနေအထားဘယ်လိုရှိလဲဒါစဉ်းစားကြည့်တာတို့ရောဘယ်လောက်ထိခံနိုင်ရရှိမလဲစဉ်းစားကြည့်အဲ့ဒီနာမှာစိတ်နှလုံးတုန်လှုပ်ပြီးတော့အဖြေကိုရှာတဲ့အခါအကူရအဲ့ဒီချိန်ရှာပြီးကဲတင်နိုင်တဲ့ပုဂ္ဂိုလ်ကိုရှာတယ်အဲ့တော့ဘယ်ကဲနိုင်မလဲလို့သူစဉ်းစားတဲ့အခါမြတ်စွာဘုရားကလွဲပြီးတော့သူစိတ်ဆင်းရဲနေတဲ့ဆိုရင်စိတ်ကိုပယ်ချအောင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်မရှိဘူးလို့ဟောသူသိတယ်သိလိုက်တာနဲ့တပြိုင်နက်ချက်ချင်းပဲအချိန်မဆိုင်နဲ့မြတ်စွာဘုရားစီဆင်းလာလောကလူတွေဟာလည်းဘယ်လိုကိစ္စမျိုးမှာပဲဖြစ်ဖြစ်စိုးရိမ်ကြကောင်းတာတွေကြုံတတ်တယ်ပေါ့အဲ့လိုကြုံလို့ရှိရင်ကိုယ်စိတ်ဆွမ်းအားတွေမရှိဘူးဆိုလို့ရှိရင်ခံမရဘူးဒါကြောင့်မို့လို့စိတ်ဆွမ်းအားတွေကိုယ်ဘယ်လိုလုပ်ရမလဲဆိုတာသိရှိနားလည်ထားတယ်အဲ့ဒီနာတာဟာမြတ်စွာဘုရားစီရောက်လာပြီသူလျှောက်တဲ့စကားလေးကနိစ္စံဥဒ္ဒရတတမိဒံနိစ္စံဥပ္ပိကမိဒံမနောတတိယစိတ်ကြီးမှာအမြဲကိုလတ်နေတယ်ဗျာကြောက်နေတယ်သိလတ်နေတယ်ဒီလိုသိဆိုးနေတယ်တတိယစိတ်ကြီးကအလုံးကိုထိတ်လန့်တုန်လှုပ်နေပါလေသူဖြစ်ပေါ်လာတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးသူကသိပြီးတော့တုန်လှုပ်တယ်အနုပ္ပန္နေသူကိစ္စသူအထောဥပတိတိဥစ္စာမဖြစ်သေးတဲ့ဒုက္ခမဖြစ်သေးတဲ့ဒုက္ခဆိုတာမကြခင်သူ့မှာဖြစ်တော့သူကမကြခင်ဒုက္ခရောက်တော့မယ်ဆိုလူတွေမှာဒုက္ခရောက်တော့မယ်လို့သိစိတ်တွေဖြစ်တယ်အဲ့တော့သူ့မှာလည်းဒုက္ခရောက်တော့မယ်ဆိုတာကိုသိရတယ်ဥပတိတိသူအထောဥပတိတိသူဆိုင်ဘုရားတပည့်တွေတန်ကြမှာကိုသိလိုက်ရတော့ဖြစ်သေးတာကိစ္စအဲ့တော့မဖြစ်သေးတဲ့ကိစ္စဒုက္ခမဖြစ်သေးတဲ့ဒုက္ခဖြစ်ပေါ်ပြီးနေတဲ့ဒုက္ခအတွက်တပည့်တော်ဆိုင်တာတိတ်ကိုတုံ့လုပ်ပြီးတော့ဆိုရင်ဒီဖြစ်နေပါလေသူ့ရဲ့စိတ်အခြေအနေကိုရှောက်ထားတာနော်အဲ့လိုစိတ်ကြီးတုံ့လုပ်ထောက်ထားနေတဲ့အတွက်ကြောင့်သစေအဋ္ဌိအနုတ္တရတတံတံမေအခါပုစိတုဆိုရင်စိတ်ဖယ်ရှားနိုင်တဲ့ထိတ်လန့်တုန်လှုပ်တဲ့စိတ်ကိုဖြေဖြောင်းမဲ့နိလန်းကလေးများရှိပြီးတော့ဟောပြတာတခြားနည်းမရှိဘူးလေသူ့မှာအဲ့ဒီချိန်နိလန်းကလေးရှိပြီးတော့ဟောပြပါအဲ့ဒီမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကနိညတရဘုဇံတပ္ပနိညတရရိယအံဝါနိညတရသဝဒိဋ္ဌိကသုထိပတ္တမိပါဠိတံဆိုဒီတရားကိုဟောလိုက်တယ်အဲ့ဒီမှာဒီလိုဆိုရင်စိတ်တွေကထွက်ပေါက်ပြီးစိတ်နှလုံးအေးချမ်းချမ်းနေဖို့ဆိုတာဘုဇင်ခုနှစ်ပါးအကျင့်တရားကိုကျင့်ခြင်းမှလွဲပြီးတခြားဘုံမှာတွေ့တယ်ဆိုလိုတာကဒီစိတ်စိတ်တွေဖယ်ရှားလို့ရတယ်ဘုဇင်ခုနှစ်ပါးကျင့်ကြအောင်ကျင့်ပါလို့ပြောတယ်နိညတရဘုဇံတပ္ပဆိုတာကိုကျင့်တရားနဲ့ပတ်သက်လာတဲ့အခါ
ချွတ်ချင်ဟုတ်တယ်ပေါ့ဥပုသ်ဆောင်ပြီးဆိုလို့ရှိရင်တဏှတ်တော့ချွတ်ချင်တာအဲ့ဒါကိုစားဘူးပေါ့အဲ့လိုချွတ်ချင်တဲ့အချက်မျိုးတွေဘုရားရှိခိုးရဲ့တရားထိုင်ရဲ့ခါလိုက်လို့အေးချမ်းချမ်းအဲ့ဒီကြလို့လည်းကြားဘူးဘုရားရှိခိုးရဲ့တရားနာရဲ့တက်တော်တက်တာနေကြလို့မရဘူးအဲ့ဒါလေးတွေကကုသိုလ်ရဖို့ပဲကျင့်ရတာတပတ်ဆိုတဲ့ထဲမှာထည့်သွင်းလို့ရတယ်တပတ်ဆိုတဲ့အဖြစ်တရားနေညတိန္ဒရိယသာဝရဣန္ဒရိယသာဝရဣန္ဒြေကိုထိန်းသိမ်းဆောင်ရှောက်ခြင်းလို့ဆိုတဲ့အဖြစ်တရားအဲ့ဒီဣန္ဒြေကိုထိန်းသိမ်းဆောင်ရှောက်ခြင်းဆိုတဲ့ကိုယ်ချင်းသိတာလည်းပါမှုဖြစ်တယ်ဆိုလိုတာကကျင့်တဲ့အနေနဲ့ပြောမှဆိုလို့ရှိရင်ကိုယ်ချင်းသိတာဣန္ဒြေသာဝရဣန္ဒြေထိန်းသိမ်းမှုအကျင့်တရားကိုအကျင့်ပဲဘုဇင်ခုနှစ်ပါးကိုမပွားပဲနဲ့နိဗ္ဗာန်ကိုမရပဲနဲ့နိဗ္ဗာန်သာဝနေတဲ့သင်္ခါရတရားတွေအားလုံးကိုစွန့်လွတ်နိုင်တယ်သို့မဟုတ်ကိလေသာအားလုံးကိုစွန့်ပြီးတော့သင်္ခါရတရားတွေအားလုံးကိုစွန့်လွတ်နိုင်တယ်နိဗ္ဗာန်ဆိုတာလွဲပြီးတော့တတ္တဝါတွေမှာဆွေးနွေးစိတ်ကျင်းတဲ့နေရာရှိလို့အဲ့ဒီနေရာတစ်ခုပဲရှိတယ်သစ္စာတာဟောအဲ့တော့ဘုန်းကြီးတို့တွေဆွေးနွေးစိတ်ကိုဖြောင်းဖို့အလို့ဆွေးနွေးစိတ်ကိုဖြောင်းတာခုချိန်ကဘာလို့ကျင့်ရလဲခုဒီဒေသနာတော်မှာသက်ဆောင်တဲ့ဗန္ဓနာတဲ့အတိုင်းကျင့်စဉ်တွေလည်းပြောပါဆိုရင်ဣန္ဒြိယသာဝရလူတိုင်းမှာမျက်စိနားနာလျှာကိုယ်စိတ်ဆိုတာ6ခုရှိတယ်အဲ့ဒါကိုဣန္ဒြေ6ပါးလို့ခေါ်တယ်ပါဠိလိုဣန္ဒြိယမြန်မာလိုဘာသာပြန်လိုက်တဲ့ဣန္ဒြေလို့ပြန်လိုက်တာအတိတ်ကဘာလဲလို့ဆိုရင်ဆိုင်ရာကိစ္စတွေမှာချုပ်ကြိုင်ထားတဲ့ကြောင့်ရှိတဲ့အရာလို့ဒီလိုဆိုတော့မြင်ခြင်းကိစ္စမျက်စိကထိချုပ်တာဟုတ်တယ်မျက်စိမရှိဘဲနဲ့မြင်လို့မရမျက်စိကောင်းလေမြင်အားကောင်းလေအဲ့တော့မြင်ခြင်းကိစ္စကိုဒီပါထိချုပ်တာမျက်စိထိချုပ်ကြားခြင်းကိစ္စကိုဒီပါထိချုပ်တာနာထိချုပ်အနတ်ရခြင်းကိစ္စကိုဒီပါထိချုပ်တာနှာခေါင်းထိချုပ်အရာခံခြင်းကိစ္စကိုဒီပါထိချုပ်တာလက်ရအထီးကိစ္စကိုဒီပါထိချုပ်တာကိုယ်ကအကျဉ်းရဲ့အာရုံနဲ့ပတ်သက်ပြီးတော့သိခြင်းကိစ္စဘယ်လိုထိချုပ်တာစိတ်ကဒါတရားရှာကိုမှတွေ့ဆိုတဲ့ကိုယ်တဏ္ဍမှာရှိတဲ့လေးကိုမြင်အောင်ကြည့်လို့တို့တွေမှာအကျမ်းနဲ့ပြောရင်သာလို့ပြောရင်တော့သက္ကုပ္ပတာရသောတာပတ္တာရမျက်စိအကြည့်ရုပ်တွေဆိုရင်အယတ်စကားနဲ့ဝေးတော်ဆိုတော့မျက်စိနာနာလျှာကိုစိတ်ဒီလိုက်နော်အဲ့တော့မျက်စိနာနာလျှာကိုစိတ်ဆိုတာဆိုင်ရာကိစ္စတွေမှာသူတို့ကချုပ်ချီးကျူးထားနိုင်တော့ကြောင့်သူတို့ကိုဣန္ဒြိယလို့ပြောချက်တာဟောတာအဲ့ဒီဣန္ဒြိယတွေကိုတာဝရစုပိတ်ခြင်းသင်္ခါရမယ်လို့ပြောရမယ်လို့ပြောအဲ့တော့ဣန္ဒြိယကိုထိန်းနေတယ်ဆိုတာမြတ်စွာဘုရားပြီးတော့ခေါင်းကြီးအိုက်ဆိုင်ပြောပြီးနေရမယ့်ဟာမျိုးဒီလိုဆိုတာမဟုတ်ဘူးဣန္ဒြေထိန်းသိမ်းဆောင်ရှောက်တယ်ဆိုတာဘယ်လိုမှခေါင်းလဲမျက်စိကမြင်စရာအစဉ်အာရုံမျက်စိဆိုတာမြင်လိုက်တယ်မြင်စရာအာရုံမှာလည်းရှိတယ် desirable object undesirable object လို့ဆိုတယ်မြင်စရာအာရုံဟာနှစ်သက်စရာအာရုံနဲ့မြင်ရမယ်မနှစ်သက်စရာအာရုံနဲ့မြင်နေတယ်မျက်စိကမြင်နေဆိုရင်စိတ်ကလည်းမြင်မှာပဲမကြိုက်တယ်ဟုတ်ကဲ့ကောင်းတာလည်းမြင်မယ်မကောင်းတာလည်းမြင်မယ်တာမန်စိတ်ကိုလွတ်ထားမယ်ဆိုရင်ကောင်းတာမြင်ရင်ဘာဖြစ်လောဘနဲ့တွေ့အာကောင်းလိုက်တာတော့ဒါလိုချင်လိုက်တာလောဘနဲ့တွေ့မ
မကောင်းတာမြင်လို့ရှိရင်အာရနိုင်တာဆိုးလိုက်တာရှိလောကလူသားတွေမှာမြင်စရာအာရုံနဲ့ပတ်သက်တာမရှိဘူးနှစ်သက်စရာအာရုံဆိုရင်လောဘနဲ့တွေးတယ်မနှစ်သက်စရာအာရုံဆိုလို့ရှိရင်ဒေါသနဲ့တွေးတယ်တမန်အာရုံတစ်ခုဆိုရင်မသိနိုင်တဲ့မောဟတွေဖြစ်နေတယ်ဟောအနေထားတစ်ခုမှာမြင်ရင်းကိုအကြောင်းပြုပြီးတော့မျက်စိမှာဘာတွေဖြစ်ပေါ်နေလဲသက္ကုဒ္ဒရာကဘာတွေစီးဝင်နေတယ်လဲမျက်စိဘောက်ကဘာတွေစီးဝင်နေတယ်လဲဆိုရင်လောဘတွေစီးဝင်နေတယ်ဒေါသတွေစီးဝင်နေတယ်မောဟဒါလေးနဲ့ဒါကြောင့်မျက်စိကိုလည်းသက္ကုဒ္ဒရာလို့ခေါ်တာအဲ့ဒါကိုပြီးပြီးတော့ဖြစ်တော့တင်စားပြီးတော့ပြောတာပေါ့တရားဆိုတာတရားဘဝဆိုတာတင်စားပြီးမျက်စိနဲ့မြင်လိုက်တဲ့အရှင်းအာရုံပေါ်မှာလောဘဖြစ်တယ်မျက်စိနဲ့မြင်ရတဲ့အရှင်းအာရုံပေါ်မှာဒေါသဖြစ်တယ်မျက်စိနဲ့မြင်ရတဲ့အရှင်းအာရုံပေါ်မှာမောဟဖြစ်တယ်ဉာဏ်နဲ့အကုသိုလ်တွေလည်းဖြစ်လာတယ်လောဘဒေါသမောဟရှင်းဆောင်လိုက်တဲ့ဉာဏ်နဲ့တွေးကြည့်နေတဲ့ဒီအာရုံပေါ်မှာအကုသိုလ်တွေကဖြစ်လာတယ်ဆိုလို့ရှိရင်မျက်စိတကားမလုံဘူးလို့ခေါ်တယ်စက္ခုတွေကိုစုပ်ပိတ်နေခြင်းရှိဘူးလို့ပြောတာဒါနဲ့ဘာလဲစုပ်ပိတ်ရလဲအမှန်ပုဂ္ဂိုလ်ကစဉ်းစားလိုက်တယ်မျက်စိနဲ့မကြည့်ရအောင်မျက်စိပိတ်ထားတယ်ဆိုလို့ရှိရင်အဲ့ဒါဆိုလို့ရှိရင်မျက်စိနှလုံးနှစ်ခွင်းအလင်းမရတဲ့မျက်နှာမြင်နေကြတော့စက္ခုတွေလုံးလုံးတယ်လို့ပြောအောင်အဲ့ဒါလိုလုံးလုံးတာကိုပြောတာမဟုတ်ဘူးနော်အဲ့ဒါဆိုလို့ရှိရင်မျက်စိနဲ့မြင်တဲ့ပုဂ္ဂိုလ်ဟာဣန္ဒြိယတာဝရတိကစက္ခုတွေနဲ့ပတ်သက်ပြီးအလို့ပြီးတော့ပြည့်စုံသွားအောင်မှာပေါ့အဲ့ဒါလိုပြည့်စုံတာကိုပြောတာမဟုတ်ဘူးဒါကြောင့်မို့လို့တတိဆိုတာထိချုပ်တာတတိဆိုတာအာရခတတိဆိုတဲ့သူကခေတ္တဆောက်ပြီးအာယုပေါ်မှာတတိထားတယ်တတိထားတဲ့အတိုင်းတော့တန်ကျင်ရလို့ခေါ်ရှင်းပြတဲ့ပြန်လာရှိဟောတတိနဲ့တန်ကျင်ရတဲ့အဲ့ဒီနှစ်ခုအသုံးချပြီးတော့မျက်စိကမှာအကုသိုလ်မဖြစ်အောင်ဖိနေဆောက်တာကိုအိန္ဒြိယသမာဓိလို့ခေါ်တာအဲ့ဒါကိုလေ့ကျင့်တာမျက်စိကမြင်ပြီးတော့ဆိုလိုတာမျက်စိကမြင်စရာအာရုံမြင်ပြီးတော့လောဘဖြစ်နေတယ်ဒေါသဖြစ်နေတယ်မောဟတွေကြတဲ့အကုသိုလ်တွေဖြစ်နေတယ်ဆိုရင်မျက်စိကမလုံဘူးအိန္ဒြိယသမာဓိမလုံလို့ရှိရင်စွဲရည်စိတ်တွေလာလိုက်တယ်စွဲရည်စိတ်တွေကိုဖျက်နိုင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်အဲ့ဒါကိုအရင်သိဆိုအောင်ပြောလေ့ကျင့်ဒါသိဆိုနိုင်တာပုံမှန်တရားကျင့်တယ်ဆိုတာအဲ့ဒါကိုပြောတာပဲတရားကျင့်တယ်ဆိုတာမျက်စိကဖြစ်ပေါ်လာမယ်မျက်စိကမြင်ပြီးဖြစ်ပေါ်လာမယ်မျက်စိမှာမြင်ပြီးဖြစ်ပေါ်လာမယ်ဒေါသတွေမောဟတွေအဘိဓမ္မာတွေဖြစ်ရအောင်ထိနေဆောင်ထုတ်ပြီးတယ်နာကအတန်ကြားလို့ရှိရင်ဒေါသဖြစ်မယ်ဒေါသဖြစ်မယ်မောဟတွေဖြစ်မယ်အဲ့ဒီအတန်အာယုံပေါ်မှာလည်းလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်မောဟမဖြစ်အောင်တတိနဲ့တန်စင်ညာနဲ့ထိချုပ်အောင်ဒီလိုဆိုတော့ကိုယ်စိတ်လေးကလောဘကဝေဒနာစိတ်လောဘနဲ့တွဲမသွားအောင်ဒေါသနဲ့တွဲမသွားအောင်မောဟနဲ့တွဲမသွားအောင်စိတ်ကလေးကိုတတိကအထိတ်ပြီးစောင့်ပြီးတတိကာဝယ်လုပ်တတိကာဝယ်လုပ်ပြီးကိုရှင်ကြီးတုံတရားရှိတယ်တတိနဲ့ပညာဆိုတာနှစ်ခုပေါင်းပြီးတော့ဆောင်ရွက်တာသဘာဝတရားတွေကတစ်ခုတည်းဆွမ်းတဲ့တည်းမရှိဘူးနှစ်ခုပေါင်းမှအနည်းဆုံးပေါင်းစပ်ပြီးတော့လုပ်ကြစဉ်းစားကြည့်ရင်ဘုန်းကြီးတွေစာအုပ်ဖတ်ချင်တယ်ဆိုလို့ရှိရင်စာကိုကြည့်တာဒါနဲ့ကြည့်မျက်စိနဲ့ကြည့်ကဲအဲ့ဒီမျက်စိတွေလည်းအသုံးချမယ်လက်ကတည်းကစာအုပ်ကိုဖွင့်မပေးဘူးဆိုရင်မျက်စိကစာအုပ်ဖွင့်နိုင်တယ်အဲ့ဒါလည်းကြည့်လက်ကစာအုပ်ကိုဖွင့်ပြီးတယ်မျက်စိကစာအုပ်ကြည့်ဟောနှစ်ခုပူပေါင်းဆောင်တယ်နော်မှန်ပါအဲ့ဒီသဘောတိုင်းပဲတတိကအာယုံရယူပြီးပညာကသဘာဝကိုသိတာဟောတ
တတိကအာယုကိုယူပေးနိုင်တယ်သိတယ်ကြောင်းရှိပညာကသိရသိရဲ့အာယုကိုယူနိုင်ကြောင်းရှိသူကိစ္စကိုလုပ်တယ်အဲ့ဒါကိုဘုရားဆောင်ရွက်ပြီးဒါကြောင့်တတိကံစင်ညာဆိုပြီးသက်သက်ပါဟောအဲ့ဒါလေးကျင့်ရတယ်မလေးကျင့်တယ်မရဘူးမဟာတတိကံနဲ့မဟာတတိကံစင်ညာပါပါဆိုပြီးအခက်အခဲတေချာဟောတာလည်းရှိတယ်လေးကျင့်ရမှာပဲချိန်ကြီးလေးကျင့်ရမှာဆိုရင်နောက်ဆုံးမှာအိမ်သာလည်းဝင်လာကြည့်အောင်လေးကျင့်ရစာရတော်တော်လေးလည်းသွားလာပြောတာဆိုတာဘာတစ်ခုမှမကြမ်းရဘူးနောက်ဆုံးမှာဘာမှပြောနေတိတ်တိတ်နေတာရှိတယ်တတိယဉာဏ်နဲ့ရှိတာဒီလိုဆိုနော်အဲ့ဒီလိုလေ့ကျင့်ပြီးတော့ပဋိသင်္ခါဉာဏ်နဲ့ထိထိချောချောမှာဣတရိယတောင်လာဆိုပြည့်စုံတယ်အဲ့လိုဆိုပြည့်စုံတယ်ဘူးနာကကြားတဲ့အတန်နဲ့အကြောင်းပြုပြီးတော့စိတ်ကလေးကလောဘနဲ့တွဲပြီးတော့အောင်ဒေါသနဲ့တွဲပြီးတော့အောင်မောဟနဲ့တွဲပြီးတော့နှာခေါင်းကအနတ်ရလို့ရှိရင်အဲ့ဒီအနတ်နဲ့ပတ်သက်ပြီးတော့စိတ်ကလေးကလောဘနဲ့တွဲပြီးတော့အောင်ဒေါသနဲ့တွဲပြီးတော့အောင်မောဟနဲ့တွဲပြီးတော့အကုသိုလ်တွေနဲ့တွဲပြီးတော့ဆရာနဲ့အရာကဆုံးကြည့်တဲ့အခါမှာခဏခဏဆုံးကြည့်တယ်အနတ်တိုင်းဘိဗ္ဗစားရတဲ့ဆုံးမယ်ဒီကေသာဆိုင်ဆုံးမယ်ဉာဏ်သာဆိုင်ဆုံးမယ်ဒီကြားထဲမှာသေသာဆိုင်ဆုံးမယ်အဲ့ဒီလိုဆုံးကြည့်လာတဲ့အခါဘာသာလုံးဆိုတဲ့ပေါ့ဘာဝနဲ့မတွေ့အောင်လောရနဲ့မတွေ့အောင်မောနဲ့မတွေ့အောင်တတိဆိုတဲ့အာယုဘောမှာအမှတ်ထားတဲ့တရားနဲ့ပညာတန်ဆင်ရဆိုတဲ့စိတ်ရုံတရားဒီတစ်ခုပူပေါင်းပြီးထိတ်ချုပ်ပြရတယ်။မျက်စိကမြင်လာလည်းမဟုတ်ဘူး။နားကကြားလာလည်းမဟုတ်ဘူး။နှာခေါင်းကအနံ့ရတာလည်းမဟုတ်ဘူး။လျှာကလည်းရတာလည်းမဟုတ်ဘူး။ခန္ဓာကိုယ်ကထိတွေ့ရတာလည်းမဟုတ်ဘူး။သက်သက်စိတ်ထဲမှာခုခုပြီးတော့လူတွေဟာလောဘမဖြစ်ဘူးလားဒေါသမဖြစ်ဘူး။ဖြစ်ပါဘူး။ဖြစ်တယ်။မနေ့ကကိစ္စစိတ်ကူးရင်ကူးမယ်။နောက်နေ့စိတ်ကူးရင်ကူးမယ်။မကြုံဘူးတဲ့ဟာကိုစိတ်ကူးရင်လူဆိုတာအဲ့ဒီစိတ်ကူးရင်ပေါ်လာတဲ့အာယုန်တွေနဲ့ပတ်သက်ပြီးတော့လည်းလောဘဖြစ်နေတယ်ဒေါသဖြစ်နေတယ်မောဟဖြစ်နေအဲ့ဒါတွေမဖြစ်ရအောင်လို့ဆိုပြီးတတိနဲ့တောင်းကြပူပေါင်းပြီးဆောက်ရှောက်နေအဲ့ဒီလိုဆောက်ရှောက်ခြင်းဆိုတဲ့အိန္ဒိယတာဝရကလွဲပြီးတော့စွန့်ရည်တွေကိုခေရှားတဲ့နေရာမရှိဘူးလို့ပြောတာပေါ့နော်နေညတရအိန္ဒိယအာဝရအိန္ဒိယကိုဒီလိုဆောက်ရှောက်ခြင်းကိုအိန္ဒိယကကျင့်ထားရတတ္တဗာလိနတ္တဝရရဲ့အဖြစ်ချမ်းသာခွင့်ကိုသတ်မှတ်လာပြီးတော့ဆိုလိုတာအဲ့ဒါကြောင့်တော့ဆိုရင်ဒီကိုခေရှားတဲ့မိစိတ်အင်းချမ်းစွာနေကြည်ဆိုလို့ရှိရင်အိန္ဒိယအာဝရဆိုတာကိုတတိနဲ့တာရင်းနဲ့တည်းဆုံးဆုံးပါဒါကိုလေ့ကျင့်ပါအဲ့ဒီလေ့ကျင့်တာတရားကျင့်တာပဲဒီနေ့တရားကြီးထားရင်မှတရားကျင့်တာမဟုတ်ဘူးတရားကျင့်တယ်ဆိုအချိန်ကြီးကိုယ်တိုင်မှာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်မောဟမဖြစ်အောင်တတိသောရတွေနဲ့ထိပြီးတော့အသိဉာဏ်နဲ့ဆင်ခြင်စဉ်းစားနေတဲ့လေ့ကျင့်တဲ့ခုကိုလုပ်ခိုင်းတာသူမြတ်မှာတတ်တာဆိုရင်ဒီကြောက်လာလို့မြတ်စွာဘုရားအဲ့ဒီအိန္ဒိယတာဝရကိုမလုပ်လို့ရှိရင်ရဘူးသူကအိန္ဒိယတာဝရမရှိဘူးမျက်စိလည်းဖွင့်ထားတယ်နားလည်းဖွင့်ထားတယ်အခေါင်းလည်းဖွင့်ထားတယ်လျှာလည်းဖွင့်ထားတယ်ခန္ဓာကိုယ်စိတ်အကုန်လုံးအပြောင်းလဲမှာဖြစ်တာဒီလိုမှလည်းပြောတာမရှိဟောဒုက္ခကျုံးလာတဲ့အခါစိတ်နှလုံးတုံလို့ထိတ်လန့်တုံလို့ကြောင်းရအစိုးရတွေနှောင်းဖို့ဒီလိုဖြစ်တာဒါကြောင့်အဲ့ဒါတွေကလွတ်ချင်လို့ရှိရင်တော့အိန္ဒိယတော်လားဆိုရင်ကျင့်ပါအိန္ဒိယတော်လားအဖြစ်ဆိုတာအခြေခံအဖြစ်ပဲရှိသေးတယ်ဘုရားမြတ်စွာရဲ့အရှင်တရားတွေဒါအခြေခံအချက်တွေရှိတယ်ဒီကတုံးမြင့်ပြီးတော့ကျင့်ရတဲ့ကျင့်တာအားလည်းဆိုဖို့စဘုဒ္ဓနာတို့ပေါ့တ
တော့လည်းသူ့မှာလည်းဆိုကြဟောတာလေနိဗ္ဗာန်ရောက်တဲ့ပုဂ္ဂိုလ်လည်းပဲပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒီဝရဏတရား၅ပါးကိုမဖယ်ရှားပဲတတိပ္ပံအာယု၄ပါးပေါ်မှာစိတ်ကိုခိုင်ခိုင်မာမာမတိဆောက်အလေးကျင့်ပဲဘုရားခန္ဓာကိုမိမိတဏ္ဍာမှာဖြစ်ပွားအောင်ကြိုးစားပဲအာယုကထွက်သွားတယ်ဆိုတာဒီလိုရှိတယ်။တို့ရဒီကလန်းရှိအပြည့်နော်။တဏှာကထွက်သွားတဲ့ပုဂ္ဂိုလ်နဲ့ဒါတော့ဒီလမ်းဒါပြပြောကြနေတယ်။သုဒ္ဓသာရဘုရားတရားကခုနှစ်နှစ်အရွယ်လေးမှာသောတာပန်ဖြစ်သွားတယ်ဆိုဘယ်လမ်းအထွက်သွားတာလဲ။သူ့မှာဘယ်ချိန်ကျင့်လိုက်တာလဲလို့မေးခွန်းပေးလိုက်။ကျင့်တယ်ဆိုတဲ့အချက်တိုင်းတိုင်းဒီလိုပြောရတယ်။အခုတရားနာရင်လည်းတရားလေးအာရုံစိုက်ပြီးတော့ကိုယ်ဝါနဲ့စဟကြည့်နေတာဒါမှဖြစ်နေတာပေါ့တရားနာရင်ကနေပြီးတော့ကိုယ်ဝါစဟပြီးတော့ကြည့်ဒါ apply လုပ်တယ်လို့ခေါ်အဲ့ဒါလည်းဖြစ်တယ်မိသားစုကိုဖြစ်တယ်ဆိုအဲ့လိုဖြစ်တော့ဒါဆိုများတရားအသေးစိတ်တစ်ခုစီဟောပြောနေတဲ့အချိန်ရှင်းကခေါ်တာတော့နောက်အာရုံစိုက်လိုက်ရင်ကနေပြီးတော့ပမာတိပညာဉာဏ်တွေဖြစ်ပြီးတော့နောက်ဆုံးမှာတရားနာရင်တော့ဖြစ်တယ်ဒါဒီဘဝမှာအဲ့လိုနေထားတယ်အဲ့လိုအနေထားနဲ့ရနိုင်တော့အခြေခံတွေကကောင်းခဲ့တယ်အခြေခံတွေကကောင်းအောင်လုပ်ခဲ့အလေးချင်းတွေဉာဏ်ဉာဏ်ရှိတာလေးချင်းဉာဏ်ဉာဏ်ရှိပြီးအခြေခံကောင်းတဲ့ပုဂ္ဂိုလ်ချင်းတူလိုလေးတွေနဲ့မှာဖြစ်ဖြစ်အောင်မြင်နိုင်တယ်အလေးချင်းမရှိတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်တော့အချင်းကြီးသွားတယ်ပေါ့အချင်းကြီးပြီးတော့အချင်းကြာမြတ်စွာကျင့်သုံးနိုင်မှာဒါမျိုးတွေကဆွမ်းရည်လက်တွေထက်တာဖြစ်တယ်ဒုက္ခကိုယ်တော်ဖြစ်ပေါ်လာတာကိုယ်တော်မဟုတ်ဘူးလုံနေလို့ပဲလိုအပ်တယ်လို့ဒီလိုနားလည်ပြီးကိုယ်သွားရမယ့်လမ်းကြောင်းရှောက်ရမယ့်လမ်းကြောင်းပေါ်မှာတက်ပြီးရှောက်နေလို့ပဲလို့တချို့ကအဲ့လိုမဟုတ်ဘူးတို့ကပါရမီမပြည့်သေးလို့ပါရမီပြည့်ရင်ဒီကဖြစ်လာမှာလို့ပါရမီကတော့တော့မပြည့်လာမှာမဟုတ်ဘူးလုံနေမှပြည့်သွားနေမှရောက်ဟုတ်ကဲ့အတော်ပဲနေလို့မရောက်ဘူးအခုတရားဟောလာတယ်လမ်းလျှောက်လာတဲ့လူတွေဆိုတော့ခြေလမ်းနေတာရှောက်မှတရားဝဲရောက်တယ်ဆိုလို့ရှိရင်တလန်းပြီးတလန်းရှောက်လာတာပဲပထမခြေလမ်းလျှောက်ပြီးဒုတိယခြေလမ်းကျတော့69လမ်းကျတော့နောက်ကခြေလမ်းကျတော့68လမ်းကျတော့အမှန်နဲ့လမ်းတွေလောက်ဆုံးရောက်လာတဲ့ခြေလမ်းကြီးရောက်လာဒီတိုင်းရဲ့ပေါ့နိဗ္ဗာန်နဲ့နီးတယ်နီးတာလုံနေလို့အရေးကြီးတယ်ဆိုတော့ဒါနဲ့ဘုရားခုနပါအကျင့်တရားကိုကျင့်တဲ့ပုဂ္ဂိုလ်အားထုတ်တယ်ဘယ်လိုကျင့်ရမှာဘုရားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဘုရားကတန်ရုပ်ဒီလိုသုတ်တန်နေမှာလို့ဟောထားတာကြီးအများကြီးဘုရားကိုဘုရားခုနပါဆိုတာအရင်မှတ်သားလို့ဘုရားခုနပါမြတ်စွာဘုရားကဟောကြားထားပုံမှာတစ်ခုနဲ့တစ်ခုဝင်းဆက်တဲ့ဘောနဲ့ဟောတာတရားမှာနံပါတ်1ကတတိတံဘုရားနော်တတိဟာနံပါတ်1ကတတိတံဘုရားနံပါတ်2ကဓမ္မဝိစေယတံဘုရားနံပါတ်3ကဝိရိယတံဘုရားနံပါတ်4ကဣတိတံဘုရားနံပါတ်5ကပတ္တတိတံဘုရားနံပါတ်6ကသမာဓိတံဘုရားနံပါတ်9ဥပ္ပခတံဘုရားသာဝတ္တခုနကပြန်မှတ်တာအဲဒီမှာမြတ်စွာဘုရားကဘုရားခေါ်တာပါဆိုတာဘာလဲတော့တဲ့ခုမှာယဟန်ဘာရဲ့ရှောက်ထားချက်ကိုမြတ်စွာဘုရားကဖြည့်တယ်။ဘာကြောင့်ဘုရားကလို့ခေါ်တယ်လဲဆိုဘောဓာယအာဝတ္တတိဘုရားမဉ္ဇဉ်ရဖို့ရတဲ့သစ္စာလေးပါးကိုအမှန်သိဖို့ဖြစ်တဲ့ဆွမ်းအားစုတွေဒီလိုဆိုတော့ဒါကမြတ်စွာဘုရားကိုယ်တိုင်ရှင်းတဲ့အဓိပ္ပာယ်က
ဘုဇင်ကလို့ဆိုပါတယ်ဘာကြောင့်ဘုဇင်ကလို့ခေါ်ပါတယ်လဲဆိုရင်ဘောဓာယအဝတ္တတိတတ္တမဘုဇင်ကိုဒီလိုဆိုသစ္စာလေးပါးကိုသိဖို့အတွက်ဖြစ်လာတဲ့သဘာဝတရားတွေသစ္စာလေးပါးကိုသိစေတတ်တဲ့သဘာဝတရားတွေသိအောင်ထောက်ကူဖြစ်တဲ့သဘာဝတရားတွေဒီလိုဆိုလိုတာပေါ့စကားလုံးအရာပြောမယ်ဆိုရင်တော့ဘုဇင်ကဆိုတာစကားလုံးခွဲလိုက်လို့ရှိရင်ဘောဓိအင်္ဂဘောဓိဆိုတာအရှင်းဆုံးပြောရင်ဘက်မှာရှိတဲ့ဉာဏ်မဲ့ဉာဏ်ကိုဘောဓိလို့ခေါ်တယ်သစ္စာလေးပါးကိုသိတတ်သောကြောင့်မဲ့ဉာဏ်ကိုဘောဓိလို့ခေါ်တယ်အဲဒီဘောဓိရဲ့အထောက်အကူပြုတဲ့အင်္ဂါရက်တွေဘုဇင်ကလို့ခေါ်တယ်အကျိုးပြုတဲ့တရားတွေကိုဘုဇင်ကလို့ခေါ်တယ်အဲ့ဒီအကျိုးပြုမဲ့တရားတွေတစ်ခုရှိတယ်ဆိုလို့ရှိရင်ခုနှစ်ခုရှိတယ်အဲ့ဒီခုနှစ်ခုဟောထားပုံလေးကိုကြည့်တတိတဘုဇင်ကိုထိတ်ဆုံးကထားပြီးတော့ကျန်တဲ့ဘုဇင်6ခု3ခုစီတွဲလိုက်တယ်ဓမ္မဝိဇ္ဇာတဘုဇင်ဝိရိယတဘုဇင်ပိဋိတဘုဇင်ဒါကတစ်စုပတ္တိတဘုဇင်ဓဝါရိတဘုဇင်ဥပိ္ပခာတဘုဇင်ဒါကတစ်စုမရှိဘဲပြီးပတ်ပေါ်လို့ဘာဖြစ်လို့လဲဆိုလို့ရှိရင်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အနေအထားချင်းမတူဘူးဓမ္မဝိဇ္ဇာဆိုတာဓမ္မသဘာဝတွေကိုရှင်းရှင်းစူးစမ်းလေ့လာနေတဲ့ပညာကိုပြောတာဝိရိယဆိုတာကောင်းတဲ့အမှုတရားတွေဒီတာတော်မဖြစ်အောင်ဆိုပေးတယ်ဖြစ်ပေါ်လာတဲ့အမှုတရားတွေကိုတွန်းလှန်နဲ့ရှားပြတယ်မဖြစ်သေးတဲ့ကုသိုလ်တရားတွေမိမိတဏ္ဍာဖြစ်အောင်လုပ်နေတယ်ဖြစ်ပြီးသားကုသိုလ်တရားတွေမိမိတဏ္ဍာမှာတည်ထအောင်တိုးအောင်ကြိုးစားနေတယ်ဓမ္မကိုစူးစမ်းလေ့လာနေတာလည်းလှုပ်ရှားမှုတစ်ခုပဲကုသိုလ်အကုသိုလ်တွေမဖြစ်ရအောင်ကြိုးစားနေတာလည်းကုသိုလ်တွေဖြစ်ဖို့ကြိုးစားနေတဲ့ဝိရိယဆိုတာလှုပ်ရှားမှုပဲနောက်တစ်ခုပိဋိတံဘုဇင်ဆိုတာစိတ်ထဲမှာအသိနေနေနေကျင့်ကြံပြီးတော့မြစ်တဲ့ဝါဒဖြစ်တယ်ဒါလည်းစိတ်ရဲ့လှုပ်ရှားမှုတစ်ခုအဲ့တော့ဓမ္မဝိဇ္ဇာရဲ့ဝိရိယရဲ့ပိဋိဒီဘုဇင်တော်ကစိတ်တက်ကြွတဲ့ဘုဇင်ဟောနောက်တော့ကိုကြည့်လိုက်လို့ဆိုရင်ပတ္တိဆိုတာကိုယ်စိတ်ငြိမ်းချမ်းပြီးတော့ငြိမ်သက်သမာဓိဆိုတာအာယုတစ်ခုရဲ့ပေါ်စိတ်ကလေးကိုစုပြီးတော့ထားငြိမ်နေဥပိ္ပခာဆိုတာအာရမတည်းကြီးသူလည်းငြိမ်နေတဲ့အာရမနီးနေအောင်လုပ်ထားနိုင်တယ်ဒီဥပိ္ပခာဝေဒနာမဟုတ်ဘူးတတ္တရဝိသတ္တရာလို့အင်္ဂလိပ်လိုပြန်တော့ equanimity လို့ပြန်တယ် equanimity ဆိုတာအာရမတည်းကြီးဖြစ်ညှိပြီးတဲ့ဘောဓိအဲ့တော့စိတ်ထဲမှာငြိမ်နေတာလေစိတ်တည်ငြိမ်နေတာလေအားလုံးကိုညှိပြီးနေတာလေဆိုတော့ဒီအရာတွေကငြိမ်သက်မှုအားပေးတဲ့ပုဂ္ဂိုလ်ကိုသုံးပါအဲ့တော့လူတွေရဲ့စိတ်အခြေအနေဆိုတာခုနကမတူဘူးတရားအထုတ်ပြီးရင်လည်းလူရဲ့စိတ်အခြေအနေဆိုတာမတည်နိုင်ဘူးဒီမှာတရားလူရဲ့စိတ်ဆိုတာဒီအတ္တတရားဖြစ်တဲ့အခါရှိတယ်စိတ်ဓာတ်တွေကဆုံးနေလာတဲ့အခါရှိတယ်စိတ်တက်ကြွတဲ့အခါရှိတယ်ဆုံးနေတဲ့အခါရှိတယ်အဲ့ဒါကိုဒီကနေပြီးတော့ကြည့်နေရတယ်ဆိုရင်ထိတ်ဆုံးအတ္တတ္တဘုရားကနေကြည့်ပြီးစိတ်အခြေအနေကိုကဲခတ်ရမြဲတယ်တတိတဘုရားကနေစောင့်ကြည့်နေတဲ့ဒီစိတ်အခြေအနေဟာတက်ကြွနေတာလားလို့စိတ်တက်ပြီးတုံ့ဆုံးနေတာဒီနှစ်ခုကိုသူကတတိတဘုရားကနေစောင့်ကြည့်ပြီးတဲ့အခါဘုရားပွားတယ်ဆိုတာသူကအမှန်တရားအရေးကြီးကဲကောင်းပြီစိတ်ကစိတ်တည်တုံ့ဆုံးနေတယ်ဆိုတဲ့အချိန်မှာဆိုရင်ဘယ်ဘုရားကိုပွားရမလဲဓမ္မဝိဇ္ဇာရဲ့ဝိရိယရဲ့ပိဋိရဲ့ဒီလိုမှာစိတ်ကတုံ့ဆုံးပြီးတော့စိတ်သားလေးကြာနေတယ်အဲ့ဒါနဲ့တုံ့နေတယ်တရားစိတ်ပြီးမိအားကြလို့ရှိရင်ညှစ်ပေးရမှာလားနှိမ့်ပေးရမှာလားမိအားကျစတဲ့တောင်းနေတာဟုတ်လားအဲ့ဒါမျိုးလိုပဲစိတ်အားတွေနှိမ့်ကြနေလို့ဆိုရင်ဒီသုံးခုနဲ့ညှစ်ပေးရဓမ္မဝိဇ္ဇာသဘောစဉ်
ဓမ္မတွေကိုဆင်ခြင်သုံးသပ်ပြရတယ်ကျူပါအထောက်အကူဝိရိယလုပ်ပြရတယ်จิตနဲ့ဆရာကောင်းတာတွေကိုတွေးပြီးတော့ပိဋိဖြစ်စေရအောင်စိတ်အားဖြင့်ပြတ်တက်တယ်စိတ်အားတွေကတိတ်တက်နေလို့ရှိရင်ချိန်သားမကိုက်တတ်ဘူးဒါကြောင့်မို့စိတ်အားတွေတိတ်တက်နေလို့ရှိရင်ဓမ္မဝိဇ္ဇာဝိရိယပိဋိတွေသွားမလို့နဲ့တက်သွားတယ်ဒီအားတွေကပြည့်နေလို့ရှိရင်မြင့်ဆက်ကိုပါပြန်တော့ပြန်ချဖို့အတွက်ဝိရိယဒီပတ္တတိတံလို့ရှိရင်ကမာရိတံလို့ရှိရင်ဥပ္ပခဏတံလို့ဒီတဘုကိုပြောင်းသွားပြန်ဒီလိုဆိုတော့မြတ်စွာဘုရားကစိတ်ကိုဒီလေ့ကျင့်တဲ့နေရာမှာအလုံးစုံပြအလုံးစုံပြကမ္ဘာဆိုတာအလုံးစုံလို့ပြောတာမဟုတ်ဘူးစနစ်တကျအားထုတ်ရစိတ်ချင်းတွေကိုကြည့်ပြီးတော့ဒီဝါသင်းတဲ့အချိန်မှာပွားတာမပွားတဲ့အချိန်ပွားတာစိတ်ချင်းတွေကိုကြည့်ပြီးတော့ဘုဇင်9ပါးကိုဘုဇင်9ပါးကိုတစ်ထည့်ပွားမယ်နောက်ထပ်ဘုဇင်9ပါးကိုတစ်ထည့်ပွားမယ်စိတ်အခြေအနေနဲ့အပြောင်းအလဲလုပ်ပွားအဲ့ဒါအမှန်တမ်းအရေးကြီးသတိတန်စေရအောင်လေ့ကျင့်တယ်ဆိုအဲ့ဒါတွေသိအောင်လေ့ကျင့်ကြတယ်အလကားလေ့ကျင့်တာမဟုတ်ဘူးစိတ်လုံသားဆိုတာဒီကနေ့ပြောသူရဲ့လုံသားမဟုတ်ထိန်းပြီးပြီးအမှန်တမ်းအရေးကြီးတယ်အဲ့ဒီဘုဇင်9ပါးနဲ့ပတ်သက်ပြီးတော့တခုနဲ့တခုဆက်သွယ်နေပုံကိုမြတ်စွာဘုရားဟောတာရှိသေးတယ်တရားဓမ္မတွေကိုတတိထားပြီးတော့နေပြီးဆိုလို့ရှိရင်အဲ့ဒီတရားတွေရဲ့ဘာဝကိုစဉ်းကျင်စဉ်းစားလို့ဆိုတာဖြစ်လာတယ်။ဒါကြောင့်မို့တတိတံကိုစဉ်ပြီးတဲ့အခါမှာဓမ္မဝိဇ္ဇာဟောတယ်။တရားတွေကိုစဉ်းကျင်စဉ်းစားပြီးတဲ့ပုဂ္ဂိုလ်မှာကျိုးပါအထောက်မှုဝိရိယဆိုတာဖြစ်တယ်။ဒါကြောင့်မို့ဆက်ပြီးတော့ဝိရိယဓမ္မကိုပြတယ်။ကျိုးပါအထောက်လာပြီးဆိုလို့ရှိရင်ဘာဖြစ်လာလဲဆိုရင်အထောက်မှုပြည့်စုံလာတဲ့အခါစိတ်ထဲမှာပီတိဖြစ်လာဖြစ်လာဒါကြောင့်ဝိရိယပြီးတော့ပီတိကိုဟောပီတိဖြစ်လာရင်ဘာဖြစ်လို့ဆိုရင်ကိုယ်ရောစိတ်ရောငြိမ်းချမ်းလာဒါကြောင့်ပတ္တတိအမှုစင်ဟောကိုယ်ရောစိတ်ရောငြိမ်းချမ်းလာတဲ့အခါဘာဖြစ်လဲသမာဓိဆိုတဲ့စိတ်ကြည်ငြိမ်မှုကိုရတာဒါကြောင့်သမာဓိတောင်းဆိုစိတ်ကြည်ငြိမ်မှုကိုရတာလို့ရှိရင်ဘာဖြစ်လဲဆိုရင်သဘာဝတရားတွေပေါ်မှာထိန်းကြည့်ပေးကြမလို့ပဲဟုတ်လားအလုံးပေါ်မှာဒီညံ့တာဖြစ်ပေါ်စေတဲ့တတ္တရအိသတ္တရဥပ္ပခါဆောင်ဖြစ်ဟောဘုစိတ်ကဒီလိုအလုံးမှာတဏှီနဲ့ဖြစ်တော့ဖြစ်ပြီးဒီလိုမြတ်စွာဘုရားဟောတာကဲဒါပြီးဘုစိတ်ကိုပွားလို့ရှိရင်ဘယ်အနေထားကြီးကိုပွားရမလဲဘုစိတ်ကိုပွားတယ်ဆိုတာကိုယ်တဏ္ဍာမှာတတိတံမှုစဉ်မဖြစ်သေးရင်ဖြစ်အောင်လုပ်ရမယ်ဓမ္မဝိဇ္ဇာဝိရိယပိဋိပန္နတိသမာဓိဥပိ္ပခါဆိုတာမဖြစ်သေးရင်ဖြစ်အောင်လုပ်ရမယ်ဖြစ်အောင်လုပ်တာကိုဘာဝိတိကိုပြောဖြစ်ပြီးလို့ရှိရင်တိုးတက်လာအောင်လုပ်တာအဲ့လိုတိုးတက်လာအောင်လုပ်တဲ့အခါဘယ်အစစ်အဖြစ်လုပ်ရမလဲလို့ဆိုအဲ့ဒါကဟောတယ်တတိတံမှုစဉ်တစ်ခုကိုနားလည်လိုက်ရင်ကျန်တာတွေလည်းအကုန်နားလည်သွားနိုင်တယ်ပေါ့သက်သက်ပြတာဟောတယ်တတိတံမှုစဉ်ကဘာဝိတိဝိဝေကနေတိတံဝိရာကနေတိတံနိရောဓနေတိတံဝတ္တကပြိနာဝါရမဲ့အနေထားတွေကိုမြတ်စွာဘုရားကဟောကြားတာဝိဝေကနေတိတံဝိဝေကဆိုတာဘာပြောတာလဲအကာမဂုဏ်အာယုန်ဒီမောခိလေသာဒုက္ခတော်တဲ့အနေထားမျိုးကြောင့်ဝိဝေကစိတ်ငြိမ်သွားတာကဲလွတ်သွားတယ်ကာမဂုဏ်အာယုန်ဒီခိလေသာတွေကနေပွာသွားအဲ့ဒီပွာသွားတဲ့အနေထားကြောင့်ပွာရမယ်တခုဝိရာဂနေတိတကင်းပြတ်တော့ပွာရမယ်ဒီရောဂနေတိတအဲ့ဒီကာမဂုဏ်အာယုန်စိတ်ကိုချုပ်ငြိမ်းအောင်ပွာရမယ်ဝတ္တကပရိနာမေဆိုဝတ္တကဆိုတာအတိတ်ကနှစ်မျိုးရှိတယ်ဝတ္တကဆိုတာခိလေသာတွေကိုလုံးဝဆွတ်ပစ်ထားတဲ့ဝတ္တကပဲနိဗ္ဗာန်ကိုပြေးဝင်သွားတာလည်းဝတ္တကပဲတခါကခိလေသာတွေကိုဆွတ်ပစ်ပြီးတော့နိဗ္ဗာန်ဘက်ကိုပြေးဝင်သွားနိုင်လောက်အောင်ပရိနာမေဆိုရင်းကျက်လာဘဝနဲ့သုတ္တက message ပေါ်ဒီဖြစ်သွားလို့ပြောတာနော်
ဒီတတိလေးပွားရမှာတာမန်တတိလေးထားရမှာမဟုတ်ဘူးတဲ့နောက်ဆုံးမှာဘုဒ္ဓကပြိဋ္ဌာန်နဲ့ကိလေသာတွေကိုစွန့်ပစ်ပြီးတော့နိဗ္ဗာန်ကိုဝင်သွားနိုင်အောင်ရင့်တန်ထားကြအောင်ပွားရမယ်လို့ဒီလိုဆိုလိုတာကဲအဲ့ဒီမှာကြည့်တတိယဝိဇ္ဇင်ကိုပွားပြီးဆိုတဲ့အခါမှာဝိဝေကနိတိတဝိဝေကဘယ်နှခုရှိလဲဆိုလို့ရှိရင်တတိယကဝိဝေကဝိခန္ဓာဝိဝေကသမုစ္စေတဝိဝေကပฏิပတ္တိဝိဝေကနိတ္တတဝိဝေကဝိဝေက၅မျိုးရှိတယ်။ပါဠိနဲ့မှတ်ရမှာခက်နေတယ်ဆိုလို့ရှိရင်တတိယကနေတိတတိယဝိဝေကလို့ဆိုတာဒီဆရာအကြောင်းတရားလေးနဲ့ဆရာကိစ္စလေးတစိတ်တတာချင်းပယ်သွားတာဆိုလို့လေဥပမာရှင်းရှားအောင်ပြောမယ်ဆိုလို့ရှိရင်သဘာဝတရားတစ်ခုကိုအနိစ္စလို့ရှင်းလိုက်ရင်ဘာလို့ပဲခါလို့ဆိုအိဋ္ဌသိနေမှာပဲတတန်တရားလုံးမြဲတယ်လို့ထင်တာလေးကိုကြောက်ဒီလိုဆိုလို့ဒုက္ခကိုပွားလို့ရှိရင်ဒုက္ခတရားကိုပဲအနတ္တကိုပွားလို့ရှိရင်အတ္တတရားကိုပဲဟုတ်လို့ဆရာကလေးတွေပယ်သွားတာကိုတည်ငါလို့ပေါ့ဒါပေမဲ့ဗမာလူမျိုးတွေကတည်ငါကိုတက္ကနာလို့နားလည်နေတာအဲ့ဒီအိမ်ကမဟုတ်ဘူးနော်တည်ငါဆိုတာဆရာအကြောင်းတရားလေးတွေတစ်စိတ်တစ်ချမ်းစီခိုက်ကြစီပယ်သွားတာကိုပြောတာသူဆရာလေးတွေအကုန်လုံးပယ်နိုင်တာမဟုတ်ဘူးပိုင်းလိုက်ပယ်သွားတာလို့ဆိုလို့အဲ့တော့ဝိပဿနာဉာဏ်ကြီးဖြစ်တာလို့ရှိရင်တည်ငါဝိဝေကတတိယဝိဝေကဆိုပါလို့ဒီတတိလေးကအထက်ဝင်တွေပေါ်မှာအာရုံစိုက်ထားနိုင်ပြီဆိုလို့ရှိရင်ထက်ဝင်တွေဆိုတဲ့ဟာလေးကရုပ်တရားထိုထက်ဝင်တွေလေးရဲ့ထိခိုက်တဲ့ကာယတတာနာလိယဆိုတာလည်းရုပ်တရားသူတို့ကဘောင်းဆိုင်လို့ဖြစ်ပြီးဆိုတာလေးပေါ်လာတာကျတော့နာတရားဟောရုပ်နဲ့တူပေါ်ပြမှုပေါ်မှာပေါ်လာတဲ့အချိန်ခါလေးဒီတတိလေးရှိလာလို့ရှိရင်ဘာလို့ပဲလို့ဆိုဒီလိုလုံးကတတ္တဝါလို့ထင်လာတယ်ငါတို့ဘဝရောက်ကြောင်းလေးပါလို့ထင်လာအဲ့ဒီအထင်လေးကပြောက်တာဘာလို့လဲဆိုကျုပ်ရတဲ့နန္တရားဒီတစ်ခုပဲပြင်နေတာဟုတ်ကျုပ်တဲ့နန္တရားတစ်ခုပဲပြင်လာတဲ့အတွက်ကြောင့်တတ္တပညာပြောက်တာဒါတည်းကဝိဒီအဆက်အခြေခံအဲ့တော့ဒီတတိကိုပွားတဲ့အခါမှာတတိယဝိဝေကကိုပြီးပြီးတော့ပွားတယ်ဆိုဝိပဿနာဉာဏ်နဲ့ပွားကိစ္စအနေနဲ့တတိယသို့တော်ဝိပဿနာရဲ့ဥဒိချက်ကအားလေးဆိုနိဗ္ဗာန်ကိုဥဒိထားဟုတ်ကဲ့နိဗ္ဗာန်ကိုသွားဖို့နိဗ္ဗာန်ကိုဥဒိထားတာဖြစ်တော့ကြောင့်နိဗ္ဗာန်ကိုကိုင်းရနေတဲ့အနေအထားမျိုးရှိတယ်သူဆောင်ရတဲ့ကိစ္စကတော့ခေါ်တာတတိယအနေနဲ့ကိမ့်တော်ကိုပြီးတယ်။ကိနောက်ရကဝိပဿနာဉာဏ်ရည်တာလာတဲ့အခါဝိပဿနာဉာဏ်ဆုံးတာနဲ့တကယ်ခေရောက်လို့မဲ့ဉာဏ်နေတာ။မဲ့ဉာဏ်ကိုရောက်ပြီဆိုရင်ဘာဝိရိကလို့ဆိုလို့ရှိရင်သမုစ္စေတဝိဝေကဟုတ်ကဲ့။သမုစ္စေတဝိဝေကမဲ့ဉာဏ်ပေါ်လိုက်တာနဲ့လည်းဒီတတိလေးရဲ့ကိစ္စအဲ့ဒီမဉ္ဇဉ်ပေါ်လိုက်တာနဲ့လည်းကိလေသာကိုချက်ပဲဖယ်ရှားပြစ်တယ်သမုစ္စေတဝိဝေကကိုမှီတယ်အဲ့ဒီသမုစ္စေတဝိဝေကကိုမှီတဲ့အခါအာယုံအပြင်ဒိဋ္ဌာစီကိုရောက်သွားပြီးတော့ကိလေသာဆိုတဲ့ဆရာသဘာဝတရားတွေစိတ်ရဲ့အရေးကြီးတွေဖက်ကဖယ်ရှားပြစ်တယ်အဲ့ဒီအဖြစ်ရောက်သွားတဲ့အခါကျဝိသေကပရိသံလေးတစ်ဖက်ကကိလေသာတွေကိုဖယ်ရှားတယ်တစ်ဖက်ကအိဋ္ဌဘက်ကိုပြင်းဝင်သွားတယ်အဲ့ဒီလိုကျင့်ကြတဲ့အခါသမုစ္စေတဝိဝေကရောက်သွားပြီဆိုလို့ရှိရင်နိဗ္ဗာန်ကိုအာရုံပြုနိုင်သွားပြီနိဗ္ဗာန်ကိုအာရုံပြုပြီးတော့ကိလေသာတွေကိုဖယ်ရှားပြစ်တယ်တစ်ဖက်ကကိလေသာတွေကိုဖယ်ရှားပြစ်တယ်တစ်ဖက်ကနိဗ္ဗာန်အာရုံနဲ့ပြင်းဝင်သွားတယ်အဲ့ဒီအနေအထားမျိုးရောက်သွားအောင်ရင့်ကျက်သွားအောင်တတိယစွမ်းအားတွေကိုမြင့်ပြီးတော့တတိတန်တဲ့ကိုပွားမယ်သက်ဆိုင်တာဒီပေါ်တာနော်အဲ့ချို့တွေပဲ
ဝိရိယတမောစဉ်ဓမ္မဝိစီယတမောစဉ်ကိုလည်းပဲပညာကိုအဲ့ဒီဝိဝေကတေတိတဝိရာဂတေတိတဒီရောဂတေတိတဝတ္တကပြိဏာနောက်ဆုံးအချုပ်ကဝတ္တကပြိဏာဓမ္မဝိစီယကိုလည်းသဘာဝတရားတွေကိုသုဒ္ဓဆင်ခြင်မှုကဘယ်ထိအောင်ပါလဲကိလေသာတွေကိုဆက်ပြီးအိဗံကိုပြုဝင်သွားပြီးဖြစ်တာဟောရဝိရိယတမောစဉ်ကိုဘယ်ထိပွားရမလဲလို့ဆိုရင်ဟုတ်လားကိလေသာတွေကိုဆုံးခွာပြီးတော့အိဗံကိုပြုဝင်သွားတဲ့ဖြစ်အောင်ရင့်ကျက်ပြီးဖြစ်ပွားရတယ်ဒီလိုဆိုလို့ပိဋိတမောစဉ်ရောပိဋိတမောစဉ်နဲ့အဲ့ဒီတိုင်းနဲ့ကိလေသာတွေကိုဆုံးခွာပြီးတော့အိဗံကိုပြုဝင်သွားတော့အောင်ရင့်တန်သွားပြီးဖြစ်ပွားရတယ်အတ္တိတမောစဉ်သမာဓိတမောစဉ်ဥပိ္ပခာတမောစဉ်တို့ကိုလည်းအဲ့ဒီဒီတိုင်းပွားတော့ကျန်တဲ့ဘုဇင်ခဏမှာပွားများဖို့မှာနောက်ဆုံးမှာကိလေသာအလုံးကိုဖယ်ရှားပြပြီးနိဗ္ဗာန်ဆိုတဲ့ချက်မှာပြည့်ဝသွားနိုင်အောင်ရင့်ကျက်သွားပြီးရင့်ကျက်သွားလို့နိဗ္ဗာန်ရှိအောင်ရောက်ရှိသွားပြီးဆိုရင်ဘုဇင်ခဏမှာပွားခြင်းကိစ္စအဲ့ဒါပြီးပါအဲ့ဒီဘုဇင်ခဏမှာမပွားဖဲနဲ့စိတ်လက်တော်လို့ချင်းဆိုတဲ့စိုးရိမ်စိတ်တွေကတော့ကြောက်လို့ဆိုတာတခြားနည်းမရှိဘူးလောကမှာစိုးရိမ်စိတ်တွေကလွတ်မြောက်ခြင်းစိုးရိမ်စိတ်တွေကိုဖယ်ရှားနိုင်လို့ရှိရင်ဟောဒီဘုဇင်ခဏမှာဖြစ်ရောက်ပွားတဲ့အခါဘယ်ရောက်နေလို့ရှိရင်နိညာတတအတ္တဝနေတဲ့အခါအာရုံကိုဆုံးတော့နိုင်တာလည်းပဲကိလေသာကိုလည်းဆုံးမယ်ကံကိုလည်းဆုံးမယ်ခန္ဓာကိုလည်းဆုံးမယ်နော်ဒီမှာရောက်ပြီဆိုရင်ကိလေသာတွေအလုံးစုံပြီးသားဖြစ်သွားပြီကိလေသာတွေကိုဆုံးနိုင်တဲ့ကိလေသာလို့ဆိုတဲ့နေရာမှာသုတ်တန်တစ်ခုမှာတော့ဒီလိုဟောထားတယ်တဏှာကိုဆုံးလိုက်တယ်ဒါကိလေသာကိုဆုံးတာပဲတဏှာဆုံးလိုက်ပြီးသားဖြစ်လို့ရှိရင်ဘာကိုဆုံးပြီးသားဖြစ်လဲကံတွေကိုဆုံးပြီးသားဖြစ်ကံတွေကိုဆုံးပြီးသားဖြစ်ရင်ဘာတွေကိုဆုံးပြီးသားဖြစ်သွားလဲဒုက္ခတွေကိုဆုံးပြီးသားဖြစ်သွားတယ်စဉ်းစားကြည့်ရင်တဏှာရှိလို့ကံတွေရှိတာကံရှိတဲ့အခါကျတော့ဒုက္ခရှိတယ်ပြောလိုက်မယ်ဆိုရင်အဲ့ဒီဒုက္ခကြီးဆိုလိုတာကဘာလို့လဲကိလေသာကိုကံအောင်ဥပါဒဝတ္တမကိုပြောတာဟုတ်ကဲ့ဒီနေရာမှာတဏှာလို့ပြောလိုက်တာဘာကိုပြောတာကိလေသာလို့ပြောတာကံလို့ပြောလိုက်တာကာမကိုပြောတာဒုက္ခလို့ပြောလိုက်တာဝိပါဒလို့ပြောတာဘုန်းကြီးတို့တွေကတော့ဒီအကန့်သုံးနဲ့ရှိတရားကျင့်တာဘာလို့ဖို့လဲဆိုရင်ကံကိုဖြစ်ဖို့ကျင့်တာမဟုတ်တရားကျင့်တာကံဆိုတာဖြစ်လို့မရဘူးမနေ့ကလုပ်ရတာဒီဘယ်လိုလုပ်ပြန်လို့ရပါ့မလားလုပ်ပြီးသားကိုမလုပ်ရဘူးလို့ပြောလို့မရဘူးလေအဲ့တော့ကံဆိုတာလုပ်ပြီးသားဖြစ်နေပြီလုပ်ပြီးရင်ပြီးတော့ပြီအဲ့တော့ပြင်ရမှာဘာလဲဆိုခဏဘုန်းကြီးတို့ရဲ့စိတ်အစဉ်မှာပါဠိနဲ့အနိတ္တရတတ်ကျင်းနေတာရှိအာရဏေရေလောဘဖြစ်တယ်ဒေါသဖြစ်တယ်မောဟဖြစ်တယ်ဆိုတဲ့အနေထားလေးတွေရှိတယ်အဲ့ဒီအနိတ္တရဆိုတဲ့အနေထားဒီကိလေသာဖြစ်ပေါ်လာတဲ့အနေထားတွေအဲ့ဒီကိလေသာတွေကဘယ်ကနေပေါ်ပါလာလဲဆိုရင်အနုတ္တရအနေထားပေါ်ပါလာအဲ့ဒီပေါ်ပါလာတဲ့အနေထားတစ်ခုဖြတ်လိုက်တဲ့အခါပေါ်ပါလာခြင်းရှိတော့ကိလေသာဆိုတဲ့ကိုတရားကိုဖယ်ရှားတယ်ကိလေသာမရှိသည့်အတွက်ကြောင့်ကံတရားတွေလည်းမဖြစ်တော့ကံတရားတွေထိချုပ်ပြီးသားဖြစ်တော့ထိချုပ်တယ်ဆိုတာကိလေသာမပါရင်ဘဝတစ်ခုကိုကျုံမပေးနိုင်ကြည့်ပြီးပြိဿလောကကြည့်ပြီးဝိညာဏလို့ဆိုတဲ့ဒါလေးစိတ်ပေါ်ဖို့အတွက်ရှင်းမှာမရှိဘူးအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏလို့ဆိုတော့ဝိဇ္ဇာရှိတယ်သင်္ခါရရှိတယ်အဝိဇ္ဇာဆိုတာကိလေသာသင်္ခါရဆိုတာကံလည်းကိလေသာပေါင်းပါဝိညာဏဆိုထွက်ဟုတ်ကဲ့မျိုးစိတ်တွေတကူကသူ့ညီထားရင်ပေါက်ပါမလားပေါက်ပါဗျာညီနဲ့ပေါင်းပြီးမှပေါက်တာအဲ့ဒါကြောင့်မို့ညီနဲ့ဆိုရတဲ့ဒီမျိုးစိတ်တွေစွန့်ရည်တတိတွေကိုကုန်ဖြတ်လိုက်ညီနဲ့ဝေးအောင်ထားလိုက်ဒီမျိုးစိတ်တွေပေါက်ပါအောင်ပေါက်ပါဗျာမပေါက်တော့ဘူးဒါကြောင့်မို့လို့ကိလေသာဆိုတဲ့အကန့်ကိုဖြတ်လိုက်ကိလေသာကိုပြတ်သွားတာနဲ့ကမ္မဝုကထိချုပ်ထားပြီးဖြစ်သွားအရှိန်ကုန်ရဲ့နောက်ကပြန်မထုတ်နိုင်တော့နောက်ကအစ်စ်မှာတော့ဟောင်းမှုထိချုပ်ပြီးသားဖြစ်သွားအဲ့တော့သူကကုန်သွားတဲ့အနေအထားမျိုးဖြစ်တာပေါ့ဒါကြောင့်မို့လို့လက်ဆက်ပြရတာရှိတယ်
ယတနာတော့ပြေကြီးတယ်မယ်အလုံးရကြတဲ့ပြေကြီးတယ်မှာရှိခိနံပုရဏံနဝတ္တိတံဟောယတနာဖြစ်သွားပြီဆိုတာဘာလို့လဲခိနံပုရဏံကံဟောဒီကုံသွားပြီတဲ့နဝတ္တိတံဟောအတိတ်ကလာတော့ဘယ်လိုလဲကိလေသာရှိတော့လားဟုတ်ကဲ့မှန်ပါဗျာအမှန်ပါလေကုံနဲ့စအာကုတ်သွားတယ်အားထုတ်သွားမှဆက်ဆောင်နိုင်မှုရှိတော့အဟောင်းတွေကလည်းကုံသွားပြီအတိတ်တရားလည်းတော့ဖြစ်ပေါ်လာခြင်းမရှိဘူးဆိုလို့ရှိရင်တော့ဘောရကကြီးကာမဘုကိုကိလေသာဘုကိုဖြတ်လိုက်တာနဲ့ကာမဘုကထိချုပ်ပြီးသားဖြစ်သွားတယ်ကာမဘုမရှိတော့တဲ့အတွက်ကြောင့်ဒုက္ခလို့ပြောရတဲ့ဝိပါကဘုကလည်းလာတော့ဘူးကဲကိလေသာဘုကိုပယ်ရှားလိုက်တော့ဉာဏ်နာတွေကကာမဘုကိလေသာဘုဝိပါကဘုဆိုတဲ့ဘုသုံးပါးထဲမှာဝိပါကဘုကလေးတဲ့ဒီဘဝအဆုံးသတ်တဲ့ဒီလိုနေကြတယ်ကိလေသာကိုဖြတ်ထားတဲ့အဆင့်ကိုသတ်ဥပါဒိဒေတာနိဗ္ဗာန်လို့ခေါ်တာပဲနောက်ဆုံးမှာကာဝိပါကကိုဖြတ်စည်းလိုက်ပြီးဝိပါကကိုမှာအရှိန်ကုန်သွားတော့သူကသူငြိမ်းသွားတဲ့အဆင့်ကျတော့ဥပါဒိဒေတာနိဗ္ဗာန်လို့ခေါ်တာပဲအဲ့တော့ဘုန်းကြီးတို့တွေအနုပါဒိဒေတာနိဗ္ဗာန်တော့သာဥပါဒိဒေတာဒီနိဗ္ဗာန်ဖြစ်အောင်ရောက်သွားရင်မြတ်စွာဘုရားကနေညတ္တသဗ္ဗဒိဋ္ဌိကအဲ့ဒီဆုံးလို့မှုဆိုတဲ့ကိလေသာတွေကိုဆုံးလို့မှုကံကိုဆုံးလို့မှုဒုက္ခကိုဆုံးလို့မှုတွေကဆိုတဲ့နိဗ္ဗာန်ကလွဲပြီးတော့ခန္ဓာအစိုးရစိတ်ကိုဖယ်ရှားနိုင်တဲ့ဒီနာမရှိဘူးလို့သူပြမှာနာနာကိုဟောပြဟုတ်ကဲ့အဲ့ဒါကြောင့်လို့ဘုန်းကြီးတို့တွေနောက်ဆုံးမှာသဗ္ဗဒိဋ္ဌိကလို့ဆိုကိလေသာတွေကိုဆုံးတာနော်ဒီကံတွေကိုဆုံးတာနောက်ဆုံးမှာအကျိုးဆက်တဲ့ဒုက္ခတွေကိုဆုံးတာအဲ့ဒီဆုံးလို့မှုရှိရနိဗ္ဗာန်ကိုမရောက်မချင်းဒီနိဗ္ဗာန်ကိုရောက်မှသာလေဘုန်းကြီးတို့တွေဆိုရင်ထိတ်တဲ့စိတ်တွေမှာထိတ်ချုပ်ပြီးတော့နောက်ဆုံးမှာတော့ရောက်နိုင်မှာဖြစ်တယ်ပေရှားနိုင်မှာဖြစ်တယ်မြတ်စွာဘုရားကအဲ့ဒီလိုဒီသူ့မြတ်တာတရားကိုခေါ်လိုက်တဲ့ဒီသဘောကျတယ်နောက်ဆုံးမှာစိတ်အတိုင်းအတာတရားဟောတာတော့ဉာဏ်နဲ့ဖြစ်ဖြစ်အောင်ဟောပေးနေတယ်လို့သူကသောတာပန်အဆင့်နဲ့ပထမဆုံးနိဗ္ဗာန်လမ်းကြောင်းကိုဝင်သွားတဲ့သောတာပန်အဆင့်ကိုရောက်ရှိပြီးတော့သွားတယ်သူ့ရဲ့အချမ်းရတဲ့ကလေးတွေကိုသောတာပန်အဆင့်ကရောက်သွားတဲ့အခါကျတော့ခொနည်းရဲ့ပြင်သိဆုံးပြီးတော့အဝိဇ္ဇိငရဲသွားရတဲ့ဘေးရအနေကြီးကတော့ရောက်ပြီးတော့သွားတယ်သွားတဲ့အခါသူတို့မှဆွဲရစိတ်တွေနဲ့တုံရောက်ပြီးတော့သွားတယ်ဟောအဲ့ဒီအနေထားမျိုးရောက်သွားပြီဖြစ်တာဘုန်းကြီးတို့တွေနဲ့အိန္ဒိယသံဝရဆိုတဲ့အကျင့်တရားကိုစတင်ကျင့်သုံးပြီးတော့ဘုဇင်ခုနှစ်ပါးကိုပွားများရင်းလို့ဆိုတဲ့ဒီဓမ္မကျင့်သုံးလိုက်တာနိုင်မှသာလေသဗ္ဗနိဒေကလို့ဆိုတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှသာလေစိတ်ရဲ့တုံ့လို့ခြင်းဆိုရင်ထိတ်နိုင်ရဲ့ဆိုတာတွေကနေတော့ရောက်မှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့လိုက်တာကျင့်သုံးနိုင်တာအားစိတ်ကုန်ပြီကဲမေတ္တာပို့ရအောင်သတ္တဝါများစွာဒီယံကွာသန္တာကြပါစေသတ္တဝါများစွာဒီယံကွာသန္တာကြပါစေစိတ်ဓာရေချမ်းဘုံကဖြံမေတ္တာပုံရင်းပြုသင်္ကမှာစုပေါင်းတုတ်အမေတ္တာတည်းကိုရောင်ပြုပါဝေဝေလာမင်းနဲ့ကြောင့်ရှေ့ရုံပေါင်းဆုံးရခြင်းကြောင့်သာဝေတ္တဖြစ်မဲ့ဥဒ္ဒလုံးလုံးများစွာသတ္တဝါတို့
မနောတရာတိမြင်မြန်ဖြူစင်အေးကြီးမြင်သည့်ရေစင်ကြည်ခြင်းစေနှလုံးဤဟူသောဒီအကြီးအတွင်း၌သစ္စာပင်သာစေတဝရအေယจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတိတိသောကိုယ်ကရာဇဝံတို့သည်ဘုံလတော်ဝန္တာရှင်မျိုးဘုံမူလူလည်းကြည်ယူဝဲကြုံဖူးပွင့်ကြတော်မူခြင်းဒုက္ခနကံလေးအောင်လေးတဲ့ရောရှိစင်ကြံပြီးဒီဟုသော